ပရိသတ်ရဲ့မြတ်စွာဘုရားရဲ့စာပေမှာဂတိမြဲတဲ့ပုဂ္ဂိုလ်တွေသောတာပန်နဲ့အလားတူတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်အပယ်မလားနိုင်တဲ့ပုဂ္ဂိုလ်အပယ်မလားနိုင်တဲ့ပုဂ္ဂိုလ်9ဦးတနည်းအားဖြင့်အပယ်မရောက်ကြောင်းကုသိုလ်9မျိုးဘယ်နှမျိုးလဲ9မျိုးပဲတိတရဏတဲ့တရဏဂုံ3ပါးလုံတဲ့ပုဂ္ဂိုလ်နံပါတ်1ကဘာလို့နံပါတ်2က5သီလ5ပါးသီလလုံတဲ့ပုဂ္ဂိုလ်နံပါတ်2ကတိတရဏ5သီလမဲချစရေတံနံပါတ်3ကစရေတံမဲ့လူဒန်းတဲ့ပုဂ္ဂိုလ်နံပါတ်3ကတိတရဏ5သီလမဲချစရေတံ15ရက်စွမ်းလာဇန်ပက်ကလာစုပ်ပက်က15ရက်တခါပက္ခစွမ်းလူလေးရှိတဲ့ပုဂ္ဂိုလ်ဆိုပက္ခစွမ်း15ရက်စွမ်းလို့ခေါ်တယ်နံပါတ်4ကဘာစွမ်းပက္ခစွမ်းတိတရဏ5သီလမဲချစရေတံ15ရက်စွမ်းဝါသင်္ကန်းနံပါတ်5ကဝါစုသင်္ကန်းလူတန်းတဲ့အလူဝါစုသင်္ကန်းလူတန်းတဲ့ပုဂ္ဂိုလ်နံပါတ်5ကဝါစုသင်္ကန်းလူတန်းတဲ့အလူသို့မဟုတ်လူတန်းတဲ့ပုဂ္ဂိုလ်5သီလမဲချစရေတံ15ရက်စွမ်းဝါသင်္ကန်းလူတန်းတောက်ရေကံနံပါတ်6ကရေတွင်းရေကံတောက်ရေလူတန်းတဲ့ပုဂ္ဂိုလ်နံပါတ်6ကရေတွင်းရေကံတောက်သုံးရေလူတန်းတဲ့ပုဂ္ဂိုလ်တဲ့ဝါသင်္ကန်းလူတန်းတောက်ရေကံကျောင်းလူတဝနိဗ္ဗတပုံညရှိသူမှန်နံပါတ်9ကကျောင်းအလူလူတန်းတဲ့ပုဂ္ဂိုလ်ကျောင်းအလူလူတဲ့အလူနံပါတ်9ကဘာတော့အဲ့တော့9မျိုးအဲ့ဒီ9မျိုးဟာတဲ့ကျောင်းလူတဝနိဗ္ဗတပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလဲပဲမပြန်ဒီအလူ9မျိုးတမျိုးမျိုးလှုပ်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေအဲ့ဒီ9မျိုးနဲ့နေတဲ့ပုဂ္ဂိုလ်တွေကသောတာလိုပဲသောတာပန်ပုဂ္ဂိုလ်လိုပဲဂတိမြဲအပယ်မလားဘူးတဲ့အပယ်မလားကြောင့်ကုသိုလ်9မျိုးတနည်းအားဖြင့်အပယ်မလားနိုင်တဲ့အပယ်မကြောက်တဲ့ပုဂ္ဂိုလ်9ယောက်ဆိုတော့ဓမ္မလက်ဆောင်ကအလူ9မျိုးပုဂ္ဂိုလ်9မျိုးဆိုတော့ပုံပေါ်မသွားဘူးလားပုံပေါ်သားရင်တရားသိကြစို့သင်္ကန်းကအောင်ပါတိတရဏ5သီလမဲချစရေတံ15ရက်စွမ်းဝါသင်္ကန်းလူတန်းတောက်ရေကံကျောင်းလူတဝနိဗ္ဗတပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလဲပဲမပြန်ဆိုတော့အပေကဘယ်နှပါရှိအပေဘယ်နှပါအပေ4ပါဘာတွေလဲဆိုရင်ငရဲရဲ့တိဋ္ဌံရဲ့ပိဋ္ဌာရဲ့အတုရကရဲ့ဘယ်နှမျိုးလဲအဲ့ဒီ4မျိုးအပယ်4ပါးလို့အပယ်4ပုံလို့ခေါ်တယ်ငရဲကထင်ရှားတဲ့တိဋ္ဌံလည်းပဲတိတာတယ်ထင်ရှားတယ်ပိဋ္ဌာလည်းထင်ရှားတယ်အဲ့ဒီအတုရကပြဿနာတက်တယ်အတုရကဘာလဲလို့မေးရင်ဒီဖြစ်နေမှာဆိုအတုရကရလည်းပဲတနည်းအားဖြင့်ပိဋ္ဌာတစ်မျိုးပဲတကာလကင်စီပိဋ္ဌာလို့ခေါ်တယ်။ तू ကतू လည်းစင်းစင်းရဲရဲလူတွေနဲ့အတူတူနေရတယ်ပုံမှန်နေရတယ်ပိဋ္ဌာမျိုးနွယ်တစ်မျိုးပဲအတူတကယ်5မျိုးတောင်ရှိတယ်။ဒါတော့အကျယ်မပြောတော့ဘူးဆိုတော့သိကျင်စာပေကိုကေရရှာကြည့်အဲ့မှာရှိတယ်နော်။သိကြတာတော့အတူတကယ်ကပိဋ္ဌာမျိုးနွယ်တစုကာလကင်စီကပိဋ္ဌာလို့ခေါ်တယ်နော်။အဲ့တော့ဒီအပယ်၄ပါးကဒုဗုဒ္ဓဘာသာတွေကအပယ်ရောက်မှကြောက်လားမကြောက်ဘူးလား။ကြောက်တာပြောတာပိဋ္ဌာဆိုတာအစားအသောက်စင်းစင်းရဲရဲနေရတဲ့ပုဂ္ဂိုလ်တွေကိုပိဋ္ဌာလို့ခေါ်တယ်ဆိုတော့တခါတခါကိုယ့်အကိုလည်းစဉ်းစားကြည့်ငါလည်းအရှင်လက်လက်မြန်ပိဋ္ဌာဖြစ်နေလားမသိဘူးဗမာပြည်မှာနေရင်းနဲ့လေမြင်ပြီးမစားတာမျိုးရှိလားမရှိဘူးလားတချို့လဲငါတို့လည်းအရှင်လက်လက်ပိဋ္ဌာဖြစ်နေတာယောဂတွေထူတော့လေစားစရာတော့စားလို့မရတဲ့သူတွေရှိလားမရှိဘူးလားမြင်သာမြင်မကျင်ရတဲ့ဘဝတချို့ကြစားကြင်မဲ့အစားအသောက်ကိုအစင်မပြေအခုဆိုရင်လေတိုင်းပြည်ကပြောရင်နိုင်ငံကြီးကပါလာပြန်စီးပွားရေးအစင်မပြေတော့တချို့နေ့နဲ့ညပေါင်းစားရတာတွေရှိလားမရှိဘူးလားဒကမတယောက်မေးကြည့်တယ်စကစင်းရွက်လေးဈေးကကြိုင်အောင်ကစင်းရွက်တစ်စီဘယ်လောက်လဲဆို900ကျဲဥတစ်လုံးဘယ်လောက်လဲဆို400တဲ့ကျဲဥစားပါလားလို့ဘာလို့ကစင်းရွက်စားကျဲဥဆိုတော့တယောက်တည်းစားရတယ်ဗျာတဲ့ကစင်းရွက်တစ်စီဆိုရင်3ယောက်လောက်စားလို့ရသေးတယ်တဲ့မိသားစုကစင်းရွက်အချင်းနဲ့ဘဝကအဲ့ဒါပဲဘဝမှာစားအိုးတွေများလာတဲ့အခါကျတော့ပရိသတ်ကျဲဥတလုံးတယောက်တည်းစားမဲ့အစားကစွန်းရွက်တစ်စီ900ပေးဝယ်ပြီးတော့ကစွန်းရွက်ချင်းလေးနဲ့3ယောက်လောက်စားရတဲ့ဘဝတွေရှိလားမရှိဘူးလား
သူတို့တဲ့ဆိုင်ကိုဒီဘဝဒီရညီငယ်ညီမကလေးဘဝတော်သေးတယ်လို့ပြောလို့ရလားမရဘူးလားအတွေးတွေတအားကြီးဆိုရင်အဆွေးတွေတိုးမှာဆိုလို့နော်အဲ့တော့သင်လျော်တဲ့အနေထားလေးနဲ့တခါကြရင်ကိုရီရဲ့ဘဝအရှင်လက်လက်ပိဋ္ဌာဖြစ်နေတဲ့ဘဝတွေရှိနေတယ်ဆိုရင်အဲ့ဒီပေတဂတိဆိုတဲ့ပိဋ္ဌာဘုံဘဝလည်းကြောက်เสียဆိုတော့အပယ်၄ပါးကိုလွတ်အောင်အပယ်၄ပါးမကြအောင်တို့တွေကဆူတောင်းလေးရှိတယ်ဆိုတော့အပယ်လွတ်မြောက်စေတဲ့ကုသိုလ်9မျိုးကိုဘုရားစာပေမှာဟောတယ်နံပါတ်1ကတိတရဏတရဏဂုံ3ပါးတည်တဲ့ပုဂ္ဂိုလ်တရဏဂုံ3ပါးတည်တဲ့အလူဆိုတော့ပြိဿရဲ့တရဏဂုံ3ပါးအလုံးတည်ပြီးတာဘာတွေလဲဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံဘုရားတရားသံဃာကိုယ်ွယ်ရာဟူစီကတ်တာတရဏဂုံတည်တယ်လို့ပြောလားမပြောဘူးလားအဲ့တော့ပုထုဇဉ်တွေအတွက်တရဏဂုံဆိုတဲ့စကားကိုသိပြီးတော့အလွယ်ပြောလို့မရကိုယ်တေချာမေးကြည့်တရဏဂုံကတကယ်ရောတီလို့လားလို့မေးရင်အမခံနိုင်လားအဲ့တော့အပယ်မလားဘူးဆိုတေချာတီမနော်ပုထုဇဉ်ကတကယ်တရဏဂုံတီလားတော့ငါညီငယ်ညီမကလေးမေးမယ်မင်းတို့တရားကနေဓာလေးနဲ့ထောက်ပြီးဘုရားကိုဘုရားမဟုတ်ဘူးလို့ပြောမလားဓာနဲ့အထိုးခံမလားလို့ပြောရင်စိတ်ထဲကပါရမုတ်ပေါ့ပါဇက်ကပြောလိုက်မယ်ဆိုရင်ဓာတော့အထိုးမခံနိုင်ဘူးဆိုရင်ဘုရားကိုမေးပြောက်ပြီးတော့ဓာထိုးခံမှကြောက်လို့လိန်ပြောတဲ့သူတွေမရှိဘူးလားတကယ်ပုထုဇဉ်ကအဲ့လိုဆိုရင်အကြောက်တရားနဲ့ရှင်ပြီးပြောရဲတယ်ယရဏ3ပါးကိုစွန့်ရဲတယ်သောတာပန်ကြတော့အတ္တတာအသေးခံတယ်ဘုရားနဲ့ပတ်သက်မစော်ကားဘူးတရားနဲ့ပတ်သက်မစော်ကားဘူးသံဃာနဲ့ပတ်သက်မစော်ကားဘူးဆိုတို့ပုထုဇဉ်တွေသရဏဂုံတီးပြီးဆိုတော့အာမခံချက်ပြီးလို့ရပါမလားဒါဆိုအပယ်လည်းစိတ်မချသေးဘူးလေအဲ့တော့မဲပေါ့ပေါ့တန်လေးမတွက်နဲ့နော်တရဏဂုံဒီတော့လုံနေတာပြောတာအမေကိုနင်းကိုတခုလုံးလို့မရအမေကိုဖမ်းမယ်မဟုတ်ဘူးလို့ပြောဘယ်ဘုန်းကြီးစော်ကားလို့ပြောရင်စော်ကားမှလေတန်ခါနဲ့ပတ်သက်ရင်လေအမေအသက်ကအရေးကြီးဆိုပုထုဇဉ်တွေကပြောတာလေပုထုဇဉ်စိတ်ကလေတီတာများလားပြက်တာများလားပုထုဇဉ်ဆိုတာထုထုပြီးတော့ပြင်ပေးနေရတာဒါတောင်ပြီးတော့ပူပြီးတော့ဝင်သွားနေတာလေပုထုဇဉ်ထုထုပြင်ပူဝင်ကာယတပိနဲ့3ခါလောက်ရွတ်သွားအိမ်မမေ့ရပုထုဇဉ်ထုထုပြင်ပူဝင်ရွတ်သွားအိမ်ရောက်မပူကသူ့ပြောတယ်ပြန်ရိုက်နေဦးနော်ပုထုဇဉ်ရဲ့စိတ်ကထုထုပြီးတော့ပြင်ပေးနေရတာဒါတော့မှပူပြီးတော့ဝင်သွားသေးတာတို့တွေကတရဏဂုံပဝတ္တန်နဲ့မတွဲနဲ့အဲ့ဒီတရဏဂုံနာအမြဲတမ်းတည်နေလို့ရှိရင်အပယ်မလားဘူးတဲ့သေဂာနိဗုဒ္ဓံတရဏဓမ္မံသံဃာဘုရားကိုအာယုံပြုလိုက်တာနဲ့အဲ့ဒါဂတိကကောင်းသွားတာနော်အဲ့တော့တရဏဂုံကလည်းပြိဿရဲ့တည်တာများလားပြက်တာများလားတို့ကြည်တွေငညမငတွေအာမမခံနိုင်သေးဘူးဒါပေမဲ့သေချာပေါ့သေဂာနိအထိဒီတရဏဂုံတည်သွားပြီဆိုရင်တချို့လည်းပဲတရဏဂုံနဲ့ပတ်သက်ပြီးတော့တရဏဂုံပြက်ချင်းအကြောင်းတွေရှိတယ်တရဏဂုံပြက်ချင်းအကြောင်း2မျိုးရှိတယ်တရဏဂုံပြက်ချင်းအကြောင်းဘယ်နှမျိုးလဲဘုရားတရားသံဃာ3ပါးထက်ကြံတဲ့အယူဝါဒတွေပိုပြီးအားကိုးသွားပြီးကိုးကွယ်သွားပြီးဆိုရင်အဲ့ဒီဗုဒ္ဓဘာသာတရဏဂုံပြက်တယ်နံပါတ်1ကနော်ယရဏ3ပါးထက်တခြားအယူဝါဒတွေပိုပြီးအားကိုးယုံကြည်သွားရင်တရဏဂုံပြက်တယ်နံပါတ်2ကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံတည်ပြီးတော့ဗုဒ္ဓဘာသာအဖြစ်ခံယူပြီးမှဖယားကအောက်မြောက်ကအချက်ဆိုဖယားတဲ့တခြားအယူဝါဒတွေပိုပြီးအားကိုးယုံကြည်သွားရင်အဲ့ဒါနံပါတ်1တရဏဂုံပြက်တယ်တရဏဂုံပြက်ခြင်းအကြောင်းနံပါတ်1နံပါတ်2ကသိသွားရင်လည်းတရဏဂုံပြက်တယ်နံပါတ်2ကဘာလဲဒါဆိုသိတဲ့သူတွေကိုအကြောင်းပြီးတရဏဂုံတင်ဆရာတော်ကြီးလာပင့်တယ်ဆိုတာတရဏဂုံတင်တာတွေလောက်ကြလားမလောက်ကြဘူးလားသိတဲ့လူကိုတရဏဂုံတင်လို့ရပါမလားသိတဲ့သူကအသက်ဒီအပေါက်ကောင်ကြီးလေဒီရုပ်ကြီးပဲရှိရုပ်ကတရဏဂုံဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာသံဃံတရဏံကိစ္ဆာမိအဲ့လိုလုံးလို့မှမရတော့တာအသက်မရှိတဲ့သူကဘုရားတရားသံဃာကိုးကွယ်မှုလုံးလို့မရတော့ဘူးလေဘုရားတရားသံဃာယရဏ3ပါးကိုးကွယ်စိတ်ကမှုလုံနိုင်တာတက်ရှိထင်ရှားပဲလုံနိုင်တာမို့လားဒါဆိုရင်သေတဲ့သူကိုတရဏဂုံတင်နေဆိုတဲ့အယူဆလဲမှားနေလားမမှားနေဘူးလားအလောင်းကိုတရဏဂုံတင်ဖို့ပင့်တယ်လို့ပြောရင်မှားတယ်သို့တော့သူ့ကိုအကြောင်းပြုပြီးတော့သူ့အတွက်ယေရှုကုသိုလ်လုပ်ပေးဖို့တန်ဃာပင့်တယ်ကြံခဲ့လူတွေပူဆွေးတော့ကဖြစ်တဲ့အချိန်မှာယရဏ3ပါးနဲ့ပတ်တရဏဂုံညှိုးနွမ်းနေတဲ့ကြံခဲ့တဲ့သူတွေညင်နွမ်းနေတဲ့သူတွေတရဏဂုံပြက်နေတဲ့သူတွေပြန်ပြီးတော့တင်ပေးတယ်ဆိုရင်မှန်နိုင်လားမမှန်နိုင်ဘူးဒါကြောင့်တရဏဂုံတင်တာသေသူကိုအကြောင်းပြီးတော့ကြံတဲ့သူတွေအတွက်လုပ်ပေးတယ်ဆိုရင်မှန်လားမမှန်ဘူးလား
တနည်းအားဖြင့်သေတဲ့သူတွေကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေပေးတယ်ဆိုရင်မှန်လားမမှန်လားအေးအခေါ်ဝေါ်တွေအသုံးနှုန်းတွေပြောင်းလိုက်ရင်မှန်တယ်သေတဲ့သူကတော့တရဏဂုံတင်လို့မရဘူးဆိုတော့တရဏဂုံပြတ်ခြင်းအကြောင်းဘယ်နှမျိုးလဲနှမျိုးဖရာတရားတန်ခါထဲကျန်တဲ့အယူဝါဒတွေအာကိုယုံကြည်သွားရင်တရဏဂုံပြတ်တယ်သေသွားရင်တရဏဂုံပြတ်တယ်တို့ညီငယ်ညီမကတည်းသေမဘုန်းကြီးပြင်ပြီးတရဏဂုံတင်မဲ့အစားအခုတည်းကကိုယ့်အကိုမနဲ့မိုးလေးနာနဲ့အလုံးမသွားခင်တရဏဂုံတင်ထားရင်မကောင်းဘူးလားအဲ့ဒါလေးလောက်ပါနေ့စဉ်လေးအလုံးမသွားခင်ယရဏသုံးပါးကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရဏဂုံတရားတရားလေးတွေနဲ့တရဏဂုံတင်ပါပြီးရင်၅ပါးသီလလေးခံယူလိုက်ပါပြီးရင်မေတ္တာလေးပို့ပေးလိုက်9မိနစ်တောင်မကြာဘူးမနဲ့အလုံးမသွားခင်ဘုရားကိုတောက်တော်ကြီးလေးကတ်နော်တောက်တော်ကြီးလေးကတ်ပတ်စံကုံနာမမဟုတ်တာဟုတ်ဘူးလားတောက်တော်ကြီးလေးကတ်ဘုဒ္ဓံတရဏကိစ္ဆာမိတရဏဂုံလေးဘုရားရှင်မှာယူပြီးတော့၅ပါးသီလလေးအမြန်စောင့်တည်လိုက်ပြီးရင်ဒီနားမှာမိမိကိုယ်ကိုမေတ္တာပို့ပြီးရင်ပတ်ဝန်းကျင်မေတ္တာပို့ကိုယ်အလုပ်ထဲမှာမေတ္တာပို့အလုပ်ရှင်မေတ္တာပို့အဲ့ဒီကိုယ်ပတ်ဝန်းကျင်မြဲမမြဲစိတ်ထဲကပို့လိုက်ရင်မေတ္တာဓာတ်လေးလည်းရပြီးတော့နေ့တနေ့ရဲ့အစကုသိုလ်လေးနဲ့စအလုတ်ထဲဝင်သွားပြန်လာလဲအိတ်ခန္ဒီတရဏဂုံလေးတင်၅ပါးသီလလေးယူပြီးလို့ချင်းမေတ္တာလေးပို့အဲ့ဘလောက်အကျိုးရှိမလဲနော်အဲ့ဒါမျိုးလေးလုပ်ရင်အချိန်ဘယ်လောက်ပေးရမလဲ9မိနစ်ပါပဲမနေ့9မိနစ်နေ့ည9မိနစ်ဆိုအဲ့လောက်တော့အချိန်ပေးနိုင်လားမပေးနိုင်ဘူးလားပေးပြတာများလားမပေးပြတာများပြောတာပေးနိုင်တယ်ပြောတာပင်မလို့ဥသုံးကျင်တော့မချပဲအိတ်တဲ့သူတွေရှိလားမရှိဘူးလားပြောလိုက်ရင်တော့ဟုတ်ပဲအမြင့်ကြီးတွေပဲသိလားပြောလိုက်ရင်တော့အမြင့်ကြီးတွေပဲကိုယ်ဆွေကိုမျိုးတွေကလှုပ်လိုက်ရင်တလွဲလို့နော်စာမရှိအစားကြီးလို့ပြောရင်လေကိုပောင်ကိုလန်ထောင်းသူဖြစ်အောင်မယ်ဆိုဒီနိုင်ငံဒီလူမျိုးနေတော့ဟုတ်နေတာပဲနော်ဒါပေမဲ့သူများနိုင်ငံမှာတော့စင်စင်ချင်းချင်းလေးနေဖို့တော့လိုတယ်နော်အခုဒီတိုင်းနေရောက်နေဒီဥပဒေအောက်မှာနေရတာလေဝင်လေးပြောရင်ဘုံတို့မနေ့ကဆိုရင်ဘုံတကာတွေကအကောင်းမှာအိမ်နေဝယ်ထားတော့အိမ်တက်တွေပါညာလှုပ်ဖို့ပေးထားတယ်ရက်တွေပေးထားအဲသူတို့လည်းမှားတယ်ဘုရားတို့ကဒီမှာလာပြီးတိုက်ခန်းနေဝယ်ပြီးသူများနိုင်ငံမှာလာသိမလုပ်ကြနဲ့လို့ဒီအစိုးရနဲ့ဟိုအစိုးရတဲ့ပြီးပေါင်းပြီးတော့ဘုရားတို့လာဖမ်းသွားရင်ဘယ်လိုလုပ်မလဲဒီဘက်အစိုးရဟိုဘက်အစိုးရပြောရင်ဘသူဖမ်းပေးပါဆိုဖမ်းရင်ဖမ်းနေမှာလို့သူများနိုင်ငံမှာလာမလုပ်နဲ့သူ့နိုင်ငံမှာဆိုသူ့ဥပဒေကအမြဲတမ်းရှိနေတော့ဒီမှာနိုင်ငံသားတွေအထူးသဖြင့်မြန်မာနိုင်ငံနဲ့တိုက်ခန်းနေဝယ်ထားတဲ့မြန်မာနိုင်ငံနဲ့တိုက်ခန်းနေပြန်သိမ်းမယ်လို့တာဥပဒေနဲ့သူတို့အစိုးရလုပ်ရင်တို့ဘယ်သူသွားတိုင်မလဲဘုမတတ်တယ်လို့မရဘူးသူများနိုင်ငံသူများဥပဒေလေမှန်လားမမှန်ဘူးလားဗန်ထဲမှာဘဏ်ငွေတွေအများကြီးထည့်တာဘဏ်ကောက်ဝင်အဲ့ဒါနိုင်ငံသားတွေဘဏ်ကောက်တွေ crap လုပ်ပါတယ်ပိတ်ပါတယ်ဆိုရင်ဘယ်မှာသွားတောင်းမလဲဘယင်မင်းမြတ်ကလည်းပေးပါမလားဒီနေ့တော့သူ့မွေးနေ့ဆိုတော့လေ3ရက်ပိတ်တယ်ဆိုအားလုံး FOC တွေပဲတိုးဂိတ်တွေပါ free လာတယ်နော်ဒီနေ့ကတော့ပိတ်ရက်3ရက်လောက်ပိတ်တယ်မဟုတ်လားကျေးဇူးကြီးပါတယ်ကျေးဇူးများပါတယ်နော်ဘာပဲဖြစ်ဖြစ်လာတော့မလုပ်ကြနဲ့သူများနိုင်ငံမှာနေကုသိုလ်ကောင်းမှုပို့ပြီးလုပ်ဖို့လိုလားမလိုဘူးလားတရဏဂုံကိုပေါ်တန်ရှော့မတွက်နဲ့တရဏဂုံတီထားရင်အပေတော်မလားဘူးတဲ့လားပါမလားပြောမယ်တာပြောတာတရဏဂုံကဗဇက်ကရာပြောဖို့လွယ်တာတီးဖို့ခက်သလားမခက်ဘူးလားသောတာပန်ဖြစ်သွားရင်တော့အသက်တာအတိခံမယရဏသုံးပါးကံကံပတ်သက်ပြီးတော့ကံကံအကျိုးနဲ့ပတ်သက်ပြီးတော့တရားတရားခိုင်သွားပုထုဇဉ်ကမခိုင်သေးတဲ့အတွက်ကြောင့်တချို့ပုထုဇဉ်တွေကထုပြီးတော့ပြင်ပေးနေတဲ့ဈာကနေဘုန်းကြီးတွေကိုစော်ကားနေတဲ့ပုထုဇဉ်တွေရှိလားမရှိဘူးလားဘုန်းကြီးတွေကလည်းကွာလို့ပြောလိုက်တာနဲ့ပုဂ္ဂိုလ်တစ်ပါးကိုမကြိုက်တာပုဂ္ဂိုလ်တက်ပြီးပြောလို့ရဘဲဆရာတော့ကိုရီးယားဆရာတော့ဘိုင်နှိမ့်နဲ့ပြောလို့ရရင်ဘုန်းကြီးတွေကလည်းကွာလို့ပြောလိုက်ရင်တန်ဃာတုကိုတန်ဃာကိုသွားပြီးစော်ကားသလိုဖြစ်တော့တန်ဃာကံလည်းရှိတယ်နော်အဲ့တော့တန်ဃာတရဏံကိစ္ဆာမိကနဲ့တန်ဃာတရဏံဂန်းစာမိဖြစ်သွားလည်းတနတ်နဲ့ထီတယ်လို့ပြောရင်နိုင်ငံရေးတွေပါမှာဆိုလို့ဟိုပြန်ဝင်ရအောင်ပါဆိုလို့ဒီလောက်ပါပဲเนาะပရိသတ်ရဲ့တရဏဂုံတီးဖို့လည်းခက်သလားမခက်ဘူးလားအဲ့ဒီတရဏဂုံတကယ်လုံသွားပြီဆိုရင်အပေတော်မလားဘူးဆိုတော့အပေမကြစေနိုင်တဲ့ကုသိုလ်9မျိုးမှာနံပါတ်1တရဏဂုံတီးထားတာလည်းအနိုင်တဲ့တရဏဂုံတီးနေပြီဆိုအပေကြောက်เสียမလိုဘူးဆိုတာဒုပရိသတ်များမှတ်သားထားလို့ရသွားပြီဆိုတရဏဂုံအမြဲထုံလုံကျုံဝေးကွာအပယ်လေးရွာတရဏဂုံအမြဲထုံလုံကျုံဝေးကွာအပယ်လေးရွာတရဏဂုံအမြဲထုံ
လုံကျုံဝေးကွာအပယ်လီရွာဘေကဝေจิตจิตမိတို့ဣဒဤလောက၌တိနိတရဏနိတရဏဂုံ၃ပါးကိုအသက်တဆုံးလုံကျုံစွာစောင့်ထိန်ပြီးတော့တရဏဒီတဲ့ပုဂ္ဂိုလ်တွေဟာအပယ်ဘေးကနေလွတ်ကင်းနိုင်တဲ့ကုသိုလ်တစ်မျိုးကိုလုပ်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အပယ်၄ပါးကလွတ်ကင်းနိုင်သောအပယ်မကြောက်တဲ့သူတစ်ယောက်ဖြစ်ပေရဲ့လို့ဘဂဝါမုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းတိတရဏငါသီလမဲချစယေတံ15ရက်စွမ်းဝါသင်္ကန်းလှူဒန်းတောက်ရကံကြောင့်လူတဝနိဗ္ဗတပုံညရှိသူမှသောတာလိုဘဂတိမြဲသူလည်းအပေမပြန်အပေမကြောက်တဲ့ခုနှစ်မျိုးခုနှစ်ပေမကြောက်တဲ့ပုဂ္ဂိုလ်ခုနှစ်ယောက်တနည်းအားဖြင့်အပေမလားစေနိုင်တဲ့ကုသိုလ်ခုနှစ်မျိုးမှာနံပါတ်1ကသရဏဂုံတီးနေတဲ့သရဏဂုံလုံတဲ့ပုဂ္ဂိုလ်နဲ့လုံတဲ့ကုသိုလ်နံပါတ်2ကဆို5ပါးသီလလုံထားကမကြသေးချာအပယ်လီရွာ5ပါးသီလလုံထားကမကြသေးချာအပယ်လီရွာ5ပါးသီလလုံထားကမကြသေးချာအပယ်လီရွာအပေမကြောက်တဲ့ပုဂ္ဂိုလ်ဒုတိယပုဂ္ဂိုလ်တဏှိအပေအပေမလားစေနိုင်တဲ့ကုသိုလ်ဒုတိယတစ်မျိုးကပင်စာသီလနဲ့5ပါးသီလလုံထားရင်လည်းအပေမလားဘူးတဲ့နံပါတ်1ကဘာလုံရသီလပရိသတ်ရဲ့5ပါးသီလဆိုဗုဒ္ဓဘာသာဝင်တွေအတွက်အခြေခံသီလပဲဟုတ်သလားမဟုတ်ဘူးလား5ပါးသီလလုံထားပြီဆိုအပေစိတ်ချပြီလေလုံနာများလားမလုံနာများအားရစရာညီငယ်ညီမငယ်တို့ဒီမှာနေရင်တော့အခြားနေရာတဲ့ဆိုင်ပို့ပြီးတော့လုံတယ်လို့ထင်ရတာဆိုတော့တတ္တိရှိရှိဖြည့်ကြည်စံလုံနာများလားမလုံနာများဟာဒီမှာလည်းမလုံဒီမှာပို့ဆိုးတယ်ဗျာဆိုတချို့ကလည်းအသက်မွေးဝမ်းကြောင်းပညာရက်ကိုကငါးတွေဖင်းပြီးတော့ငါးတွေရွေးပြီးတော့ငါးတွေတတ်နေရတဲ့အလုပ်စဉ်ဘယ်လိုလုပ်အဆင်ပြေတော်မလဲဘယ်လိုလုပ်လုံမှာလဲเนาะတချို့ကြတော့ရိုးရိုးဆက်ယုံမှာပဲလောရတာလေဥမာပလတ်စတစ်ဆက်ယုံလို့မီကျိုဆက်ယုံလို့နနတ်သီးဆက်ယုံလို့အဲ့ဆက်ယုံနေကြတတ်เสียမလို့တော့တကယ်တမ်းညာလုံအောင်ထိမ့်မယ်ဆိုရင်သူတို့ယုံနေလုံနိုင်လားမလုံနိုင်ဘူးလားဒါပေမဲ့သူတို့လည်းလုံသလားဆိုတော့အားရစေအဖော်ညိတယ်မလုံပါဘူးရတယ်သူတို့လည်းပဲကဲဘသူတရားပြက်ပြက်ကိုမပြက်အောင်နေဖို့တော့လိုတာပေါ့ပြိဿရဲ့5ပါးလောက်တော့ထိမ့်မယ်ဆိုရင်လုံလို့ရပါတယ်လုံနိုင်တာပေါ့ထိမ့်မယ်ဆိုရင်ပြောတာလေသူများအသက်မသက်ဖက်နေလို့မရဘူးလားကဲတပါးလုံသွားသူများပစ္စည်းမခိုးဘဲနဲ့ကိုနေလို့မရဘူးလားခိုးတဲ့သူတွေမရှိဘူးလားသွားရင်လည်းပတ်စံအိတ်လေးတအိတ်လောက်ကောက်ရတယ်ဆိုရင်လေပစ္စည်းအဋ္ဌာဏကိုပြန်အဋ္ဌာများလားထောပြီဆိုပြီးမသိမလားယူသွားတဲ့လူများလားသူများပစ္စည်းအချောင်လိုချင်တဲ့စိတ်တွေမမွေးနဲ့လမ်းမှာတွေ့တဲ့ပတ်စံအိတ်လည်းပဲကိုယ်ပစ္စည်းမှမဟုတ်တာဘာဖြစ်လို့ထောပြီဆိုတဲ့စိတ်ကမွေးရမှာလဲဟုတ်လားပစ္စည်းအဋ္ဌာဏကိုပြန်အပ်တင်တာပေါ့ဒါပေမဲ့တော်တော်များများကမွဲလာတော့ကိုကျင့်သီလမစောင့်နိုင်တော့တချို့ကလည်းမွဲလို့မဟုတ်ဘူးတခိုးစာတာပါနေတော့စောရနက်ခနဲ့ရှင်ပြီးမွေးလာတော့မခိုးဘဲနဲ့ကိုမနေနိုင်တာဆိုတော့အဲ့တော့သူများပစ္စည်းကိုပစ္စည်းမဟုတ်ဘဲနဲ့အချောင်လိုချင်တဲ့စိတ်တွေယူတတ်တဲ့အကျင့်လေးလဲရှောင်ဖို့လိုတယ်ဆိုတော့ပစ္စည်းတစ်ခုကိုပြန်အပ်တဲ့အလေးကျင့်လုပ်ပါအချောင်မလိုချင်ပါနဲ့အရိဒါနနာသိက္ခာဖို့လဲစောင့်ထိန်မယ်ဆိုရင်လုံပါတယ်နံပါတ်2လဲလုံတာပေါ့နံပါတ်3ကာမေတုမိစ္ဆာဇာရကာမဂုဏ်မဖောက်ပြန်ပဲနေလို့မရဘူးလားဖောက်တဲ့သူတွေရောမရှိဘူးလားရတယ်လည်းပြောရှိတယ်ပြောဒီနာယောဂီတွေသူတို့ပဲထားအော်တယ်ခုနပန်းလေးကွယ်နေတော့မမြင်ရဘူးလေတို့ကသဘောပေါက်တယ်ပန်းအိုးတွေဖယ်ပေးပါလို့ပြောဟုတ်တာပေါ့အဝေးကြီးလာပြီဘုန်းကြီးမျက်နှာကြီးပန်းအိုးနဲ့ကွယ်နေတော့ဘယ်လိုလုပ်အရသာရှိကိုကလည်းဟောရင်ကြည့်ပြီးဟောမှအရသာရှိတာသူတို့ကလည်းနာရင်ကြည့်ပြီးနာမှအရသာရှိတာလေဥတော့ဟောပန်းအိုးကွယ်နေဟိုဘက်ဆောင်းလိုက်ဒီတကမဘာလို့ရိမ့်ထိုးနေတာတော့ငါမတွေးရလို့နေမှာအဲ့နဲ့ပန်းအိုးလေးဖယ်တော့ဝင်းညက်တာဒါပဲကွယ်နေလို့ပန်းအိုးလေးတောင်ချလို့မရတဲ့တို့တွေရဲ့ဘဝ
နိုင်ငံရေးတွေပါမှာငါပေါက်ကရပြောတာနော်ဟုတ်တယ်ထင်မနေနဲ့နော်ဩပြိတ္တကာမဂုဏ်ဖောက်ပြန်တဲ့ကိစ္စကလည်းတစ်ခါကြတော့တိတိကြီးနဲ့စနိုက်ကြော်တဲ့သူတွေရှိလားမရှိဘူးလားစနိုက်ကြော်တာလဲကာမိတုမိစ္ဆာစားတာပဲနော်ကြော်တဲ့သူတွေရှိတယ်နော်အဲ့တို့ကမပြောပါဘူးလိုင်းပေါ်မှာတက်လာတာရံဖြစ်လို့အဲ့ဒါဖမ်းမိတာဒီရပဲထိုင်းရလေသူယောက်ျားတခြားတစ်ယောက်နဲ့ဖောက်ပြန်လို့လိုက်လွှင့်ပြီးတော့အဲ့ဒါဟိုတယ်မှာသွားဖမ်းတာလို့ယုံမှာသွားဖြစ်တာတော့အဲ့ဒါတွေရှိတော့တို့ကလည်းမြင်နေရဒီရောက်တော့ပြောအောင်မယ်ဒီမှာဒီကအဲ့လူတွေမပါပါဘူးဟိုဘက်ကဟာတွေပါကြိုပြောတာကြီးအဲ့ဒါပေါ်တဲ့နေဖြစ်ကုန်တခါကြတော့အဲ့ဒီစိတ်မှွန်လာပြီလေကာမယောဂါကိုတွင်းနာကကိုရနတ်တီစေးမရှိဘူးတဲ့သိလားယာကမေးတောက်လာရင်စေးမရှိဘူးနော်စေးရှိလားလင်ရှိသောမရှိသောမယားရှိသောမရှိသောနားမလဲတော့ကြော်ကျင်တော့တာစနိုက်ကလေစနိုက်ကြော်ကျင်တာတိတ်မလုံးနဲ့မြမပြည်ပြန်စနိုက်ဘာနဲ့ပြစ်ခံရမှာဒီကလူတွေမှတ်တာစနိုက်ကြော်တဲ့သူတွေကိုဆရာတော်ကစနိုက်ဘာနဲ့ပြစ်မယ်လို့ပြောဆရာတော်မပြစ်ဟိုတခါကြီးကပြစ်မှာစနိုက်ကြော်ရင်ဘာနဲ့ပြစ်ခံမှာအဲ့တလုံးမှတ်တော့စနိုက်မကြော်ကြနဲ့စနိုက်ဘာနဲ့ပြစ်ခံရင်တဲ့စော်တာနော်စနိုက်ဘာလေနော်အဲ့ဒါဆိုအန်ဒီများလားမများဘူးလားအာကုသူကတစ်ချိန်လောက်လုံးမိရင် तू ကအဲ့တစ်ချိန်နှစ်ချိန်လောက်ရက်ထားနိုင်ရင်သိမသိတာဘူးနော်အဲ့မရက်တတ်နိုင်ရင်မထူးပါဘူးဆိုရင်ခိုးစားရင်းနဲ့တစ်ချိန်ချိန်တော့မိသွားတာလေမကောင်းမှုစားစိတ်ကြွယ်ရရှိပါမလားအချိန်ချိန်ဆိုရင်တော့ချိန်တိုင်းမိတာပဲလေအဲ့တော့စနိုက်ကြော်သိလားမကြော်သိဘူးလားစနိုက်ကြော်ပြစ်ခါကာမေတုမိစ္ဆာစားတာကာမဂုဏ်ဖောက်ပြန်နာကလည်းပြိဿဒီဘဝမှာမငြိမ်းချမ်းဘူးနော်ငြိမ်းချမ်းမှာမလားဘယ်သူပဲဖောက်ပြန်အမျိုးသားပဲဖောက်ပြန်အမျိုးသမီးပဲဖောက်ပြန်ရင်တော့နောက်ပြန်စရာမရှိတော့စနိုက်ပါနဲ့ပြစ်ခါမှာစနိုက်မကြော်ကြနဲ့နေပါအောင်စနိုက်ကြော်တာကအမျိုးသားနဲ့အမျိုးသမီးဘယ်သူကပုံများလဲတက္ကရီနဲ့တက္ကမတွေဘယ်သူကပုံများလဲတူပဲလားဘုံအမြင်ကတော့ဘုံကတက္ကရီကပိုအားတာတယ်လို့ထင်တာပေါ့နော်အားတာတယ်ဆိုတာအားတာချက်အားနေချက်ရှိလို့ပြောပြတာအားတာချက်အားနေချက်ဆိုတာတက္ကကြီးတွေကအသက်ကြီးပြီမဲ့အဘတို့ကလေပတ်စံမြန်ရှိစမိုးလေးတွေနဲ့တွဲလို့ရလားမရဘူးလားအဘတွေကပတ်စံမြန်ရှိရင်နိုက်ကလပ်မှာသွားတွဲနေရှိတဲ့အဘတွေပုံများတယ်လေပတ်စံရှိရင်အဘကလေသွားမပိုင်နေပါစေကားပိုင်တော်ပြီဆိုပြီးတော့မြည်အရွယ်ကလေးမလေးတွေနဲ့အဘတို့ကတွဲနေတာရှိလားမရှိဘူးလားအဲ့တော့အဘကမယုံရအောင်အဘကနှစ်မျိုးရှိတယ်အသက်ကြီးလို့ခေါ်တဲ့အဘရဲ့ကျိုးအပွင့်နေခက်တယ်လေအဘလို့ခေါ်တာရှိလားမရှိဘူးလားဘယ်အဘမှမကောင်းဘူးလို့ပြောရင်နိုင်ငံရေးပါမှာဆိုလို့မပြောတော့ပါဘူးဒကာကြီးတွေရဲ့အာသာချက်ကအသက်60 90ကျော်ဖြစ်နေပြီမဲ့ပတ်စံရှိရင်အသက်20အရွယ်စမောလေးတွေနဲ့တွဲလို့ရတယ်အာသာချက်ကအားနေချက်ကဒကာကြီးတွေအသက်ကြီးတာတောင်စိတ်ချလို့ရရဲ့လားစိတ်မချမယုံရဘူးပေါ့ဒီကဒကာကြီးတွေမပါပါဘူးဟိုဘက်ကဟာတွေပြောဒကမာကြီးတွေပဲအာသက်ရဲ့အာသာချက်ပြောဒကမာကြီးတွေကြတော့အသက်60အရွယ်အဖွားကလေအသက်20ကောင်လေးနဲ့တွဲလို့ရပါအောင်မလားတနာစရာတော့ကောင်းသေးတယ်နော်အသက်60ချင်းတူတော့ဒီဘက်ကအဘတွေကြတော့စမောတွေနဲ့တွဲလို့ရတယ်ဟိုဘက်က60အဘွားတို့ကြတော့အသက်20ကောင်လေးတွေနဲ့တွဲလို့မရတော့ဘူးဆိုတော့သူတို့ကလည်းစိတ်မပါဟိုကလည်းစာမလိတ်တော့ဘူးလေ60ချင်းတူတာတောင်မှဒကမာကြီးတွေရဲ့အားနေချက်ကစမောလေးတွေနဲ့တွဲလို့မရဘူးရှုကားမာမီတို့ကပတ်စံတော့များရှာထားပေါ့ပတ်စံရှိရင်ရှုကားမာမီတို့ကလည်းပဲကောင်လေးတွေမုံပေးပြီးတော့တွဲမစင်ရကောင်းရနိုင်တာပေါ့လေဒါချွင်းချက်ပါနဲပါတယ်ရေပုံရအားဖြင့်အသက်60ချင်းတူတာဒကမာကြီးတွေအားနေချက်ကစမောလေးတွေနဲ့တွဲလို့မရဘူးအာသာချက်ကအဖွားတို့ရဲပြောလိုက်ဒီ60ကျော်အဖွားကြီးဒီအရွယ်မှာအိမ်တော်ကြီးဘယ်တော့မှမဖောက်ပြန်တော့ဘူးလို့ရဲအာမခံလို့ရလားမရဘူးလားဒါကြောင့်60ချင်းတူတော်ဘုန်းကြီးတို့ကအိမ်တော်ကြီးနဲ့ပတ်သက်ဒကမာကြီးတွေဘက်ကမဲပေးပါတယ်60ချင်းတူတယ်ဒကာကြီးတွေကစိတ်ချလို့မရဘူးဆိုတော့အမျိုးသားနဲ့အမျိုးသမီးဘယ်သူကပိုဖောက်ပြန်ကဲခင်ဗျားတို့ဦးလက်ခံသွားပြီဘာမှရှောက်អော်မနေနဲ့သိကြတာကတော့
သူတို့ကအော်သေးတာမိမတွေကပုံများပါတယ်ဗျကျောက်က60ချင်းချိန်ထိုးလိုက်တော့သူတို့လက်ခံသွားပြီပြောချင်တာ69ကျယ်ကတကယ်အရေးမကြီးပါဘူးဆန္ဒကိုသိက္ခာနဲ့ထိရင်ဒီသိက္ခာပဲလုံလားမလုံဘူးလားဩကာမေတုမိစ္ဆာစရာကာမဂုဏ်မဖောက်ပြန်ပဲနေနိုင်ခြင်းဟာလေပိဿုပန်တန္တရာချမ်းသာကြောင်းအပယ်မလားကြောင်းပဲတဲ့မုသာဝါဒမလိမ်မဲနဲ့ကိုနေလို့မရဘူးလားလိန်နာများတော့အကျင့်ပါတယ်ပါလားမပါဘူးလားအမှလူမျိုးတွေဘလောက်များအကျင့်ပါလဲဆိုအိမ်ရမထွက်ရသေးဖုံးဆက်ရင်ဘယ်ရောက်နေပြီလဲပြောလမ်းရောက်နေပြီလို့ပြောတာအိမ်ရတော့မထွက်ရသူ့အပြစ်ပြောခံမှာဆိုတော့ဘယ်ရောက်နေလဲလမ်းရောက်နေပြီပြောတာလမ်းရောက်တော့ဘာလို့နောက်ကြကားပိတ်နေလို့ဆိုပြီးကားကိုအပြစ်ပြောတာပြဿနာ तू အဲ့ရထားနောက်ကြတာအဲ့တော့တခါကြရင်မလိုအပ်တဲ့မုသာဝါဒတွေပြောလားမပြောဘူးလားတခါတည်းပြောလိုက်ငါအဲ့ရထားနောက်ကြလို့ခုမှထွက်ပလို့လှုပ်တာ sorry ပါနော်ဆိုထပ်လိန်စရာလိုသေးလားအခုတော့ကိုယ့်အစုခံမှာဆိုအိမ်ရမထွက်သေးလမ်းရောက်ပြီးလိန်ပြောလိုက်တယ်လမ်းရောက်တော့ဘာလို့နောက်ကြကားပိတ်နေဆိုထက်လိန်ရအောင်ကားလည်းဒီလောက်မပိတ်ပါဘူးလို့ပြောရင်ထက်လိန်အောင်မှာ तू ကရှေးရဟာလေးပေါ်မှာဆိုတော့နောက်ကထက်ပြီးတော့အကြောင်းပြချက်တွေနဲ့လိန်နေရတာလေလိန်နေရတာအခုအဲ့လိုလိန်နေလို့အဲ့မြန်9နှစ်တည်းရောက်သွားတာလေနိုင်ငံရေးပါမှာဆိုတော့ပါပြီနော်အဲ့တော့မုသာဝါဒကိုရိုးသားစွာဝန်ခံရတဲ့တတ္တိနဲ့ပြောရင်မုသာဝါဒကလည်းရှောင်လို့ရပါတယ်ရိုးရိုးသားသားပြောခြင်းဟာမုသာဝါဒရှော့ကြပါတယ်မသိဘူးလို့ပြောမရရင်မရဘူးလို့ပြောတာရှက်စရာမဟုတ်ပါဘူးအဲ့ဒါ pretend လုပ်တာဟန်ဆောင်တာပိုရှက်စရာကောင်းပါတယ်သူရာမေရယသိက္ခာပေါ့အရက်သေးစားမတောက်စားပဲနဲ့ကိုနေလို့မရဘူးလားတောက်တဲ့သူတွေရောမရှိဘူးလားဗမာပြည်မှာကြတော့တောက်ချင်တာတော့တောက်လို့မရဒီမှာကြတော့တွေ့တဲ့နေရာတောက်စရာတွေပေါ်တော့တို့ကိုယ်ဆွေကိုမျိုးတွေကရေနေတဲ့သူရေတွင်းနဲ့ပြုတ်ကြသူဖြစ်တော့စားစရာမရှိတောက်စရာမဲရေစားတာတော့မှရေရိုးမတောက်တော့ဘီယာလေးတောက်ပြီးရေငတ်ပြအောင်တောက်တဲ့လူတွေရှိလားမရှိဘူးလားကြည့်လိုက်ရင်ဘီယာဖောလေးတွေနဲ့ဖောလို့နောက်ကြတော့ဘီယာနဲ့တပြေးပြေးအဲ့ဒါကိုရီးယားမှာဆိုဂျူးပေါ့အယ်ကိုဟောက 15% လောက်ပါတယ်တဲ့ဘီယာကတော့အယ်ကိုဟောကအဲ့လောက်မပါဘူးဘီယာမှာဘယ်လောက်ပါမင်းတို့တောက်နေကြကောင်းတယ်မပြောဘူးတဲ့ပြိတ္တရှိကြတော့နေဘီယာတစ်ပလင်းလောက်ဝယ်ပြီးကြည့်မှာအဲ့မှာရေးထားတယ် 5% လားမသိလားဘီယာမှာတော့ဘီယာအယ်ကိုဟောအရက်ဓာတ်နဲပါတယ်အယ်ကိုဟောအဲ့ဒါဆိုတော့နဲပင်မဲ့လဲသူကတောက်ပါများရင်အရက်ရဲ့သဘောကအထဲမှာကလီစာတောက်ကစားကိုဝါတောက်တာနောက်တော့သူကကိုယ်ပြန်တောက်သွားအရက်သမားသက်ဆိုးမရှိဘူးဆိုတော့ကလီစာတွေပြက်ပြီးတော့အသေးတွေချပြီးသေတာများပါတယ်ဆိုတော့မတောက်ဘူးတာမဟုတ်တာတောက်ဘူးပြီးသားဒီအရက်တွေကိုလည်းရှောင်တဲ့တော့ရှောင်ဖို့လိုလားမလိုဘူးလားဒါကြောင့်ဗမာပြည်တကားဒီရောဝါတဲ့အရက်မတောက်ပါဘူးဗျာအေးတာတို့ကွာလို့ဝမ်းသာတယ်ဆိုဝါလဲကျွတ်ကောနှစ်ဆပိုတောက်ဝါတွင်တော့ထိန်းတယ်ဝါလဲကျွတ်ကောအပီးပြက်သလားမပြက်ဘူးဝါကျွတ်တော့နှစ်ကြော့ပြန်တောက်တယ်အတိုးချပြီးထပ်တောက်တယ်ဆိုတော့ရှောင်နိုင်တော့ကောင်းပါဆိုဒီ9ပါးလောက်တော့ပြိတ္တထိမ့်မယ်ဆိုရင်လုံနိုင်လားမလုံနိုင်လား9ပါးသီလလုံထားရင်အပယ်မလားတော့ဘူးလေနော်အပယ်မလားကြောင့်ဒုတိယကုသိုလ်ကတရဏဂုံတီးပြီးတော့9ပါးသီလလုံတဲ့ဒုတိယကုသိုလ်လည်းပဲထိမ့်မယ်ဆိုရင်တို့တွေအပယ်ဘေးကလွတ်ကင်းနိုင်ပါတယ်ဆို9ပါးသီလလုံထားကမကြသေးချာအပယ်4ရွာ9ပါးသီလလုံထားကမကြသေးချာအပယ်4ရွာဘေကဝေจิตจิตမိတို့ဣဒဤလောက၌ပိစသီလနိ9ပါးသီလကိုခါဝပစုကဲ့သို့မြဲမြဲသေတဲ့ထီအောင်သက်ဆုံးတိုင်အောင်ထိမ့်သိမ်းဆောက်ရှောက်ထားတဲ့သီလလုံတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသေပြီးတဲ့နောက်မှာအပယ်မလားနိုင်ဘူးအပယ်မကြနိုင်ဘူးရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအပြင်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းအပဲမကြောက်9ယောက်တရားတော်ပရိသတ်ဧပါတရားအပဲမလားစေနိုင်တဲ့ကုသိုလ်9မျိုးကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေဟာအပဲနဲ့ပတ်သက်ပြီးကြောက်เสียမလိုဘူးတဲ့အပဲလားစေနိုင်တဲ့အပဲမလားအောင်ထိမ့်ပေးနိုင်တဲ့ကုသိုလ်9မျိုးကတရဏဂုံတည်တဲ့ကုသိုလ်ရဲ့တရဏဂုံတည်ထားတဲ့ပုဂ္ဂိုလ်တွေရဲ့9ပါးသီလလုံတဲ့ကုသိုလ်ရဲ့9ပါးသီလလုံထားတဲ့ပုဂ္ဂိုလ်တွေရဲ့3ခုမြောက်ကဆိုဆယေဓမ္မေလူတန်းမြဲလွန်မြဲသေးချာအပယ်4ရွာဆယေဓမ္မေ
လူတန်းမြဲလွမြဲသေးချာအပယ်လီရွာအပယ်မကြောက်တဲ့ပုဂ္ဂိုလ်တတ္တရာပုဂ္ဂိုလ်တတ္တရာမြောက်ပုဂ္ဂိုလ်ဟာဧကံတလကပတ္တံဆယေဓမ္မဲလှူတဲ့ကုသိုလ်တဲ့အဲ့ဒီကုသိုလ်အဲ့ဒီပုဂ္ဂိုလ်ကလည်းအပယ်မလားဆယေဓမ္မဲဆိုဘယ်လိုမဲမျိုးပြောတာမဲချပြီးလှူတာပေါ့မဲဖောက်လှူတဲ့ကုသိုလ်နော်အဲ့ဒါကိုဆယေဓမ္မဲလှူတယ်လို့ခေါ်တယ်ဆိုတခါကျရင်ဆယေဓမ္မဲတွေလှုပ်တဲ့ဟာလေးထည့်ပြီးလှူရဆယေဓမ္မဲလှူတဲ့ကုသိုလ်ကချို့လဲကန်နေပွင့်ပြီးတော့ထီထီပါတွေပေါက်တယ်ဟိုဒီမှာဘာ6000တန်နေပေါအောင်ဆယေဓမ္မဲလေးလှူတော့မဟာတို့မဲတို့ဆယေဓမ္မဲချပြီးလှူတဲ့အလူမျိုးကလည်းပဲအဲ့ဒီကုသိုလ်ကအပယ်ကိုတကယ်မလားနိုင်ဘူးတဲ့ဒါပြီးတော့မှပြန်ချုပ်ပြဒီအလူလေးတကယ်လှူယုံနဲ့ဒီအလူလေးတစ်ခုလှူယုံနဲ့တေချာပေါ့အပယ်မလားဘူးတော့မဟုတ်ဘူးပြိဿရဲ့ဒီအလူကနိဗ္ဗတ္တဒီကုသိုလ်လေးကိုအာယုံပြီးသေကံဤအထိယူသွားမှအပယ်မလားတာလေဆရာတော်ကပြောတယ်ငါတို့အပယ်မလားဆယေဓမ္မဲလှူပြီးလှုပ်ချင်ရလှုပ်မယ်ဆိုတော့ရပါမလားအဲ့ဒါမြကြဂတိမမြဲပါဘူးတကယ်ဒီကုသိုလ်ကိုအာယုံပြီးနိဗ္ဗတ္တအာယုံပြုပြီးမြဲမြည်နိုင်မှအဲ့ဒီကုသိုလ်အပယ်မလားဆိုတတ္တယအလူကဇယေဓမ္မဲလူတဲ့အလူနောက်တစ်ခုဆိုပက္ခဒါနဝမြဲကလွတ်ကြသေးချာအပယ်လေးရွာပက္ခဒါနဝမြဲကလွတ်ကြသေးချာအပယ်လေးရွာပက္ခဒါနဝမြဲကလွတ်ကြသေးချာအပယ်လေးရွာလေးခုမြောက်ကုသိုလ်အပယ်မလားကြောင့်ကုသိုလ်ကပက္ခဒါနလာဇံပက္ခလာစုပ်ပက္ခတနည်းအားဖြင့်လာပြီလာွယ်နေ့တွေမှာစွန်းအလူလှူဒန်းတဲ့ကုသိုလ်တဲ့ဒါကြောင့်တလောက်နှစ်ခါလောက်စွန့်ကြိုက်နေပို့တဲ့အဝတ်မြဲနေတဲ့သူတွေရှိတယ်အမြဲတမ်းလာဇံပက္ခလာစုပ်ပက္ခလို့ခေါ်တာပေါ့လာပြီနေတုံမို့လာွယ်တနည်းအားဖြင့်လာဇံရှိရလာစုပ်ရှိရအဲ့လိုရက်တွေမှာပက္ခ15ရက်တခါစွန့်လှူပြီးတော့အဲ့ဒီကုသိုလ်တွေနဲ့အမြဲတမ်းအာယုံပြုနေတဲ့ပုဂ္ဂိုလ်ကလည်းဒီကုသိုလ်အရှိန်ကြောင့်သေကာနိတိအဲ့ဒီကုသိုလ်အာယုံပြုရင်အပယ်မလားဘူးတဲ့လေးခုမြောက်ကုသိုလ်ကပက္ခဒါနလာဇံလာစုပ်ပက္ခ15ရက်တခါကုသိုလ်ဝတ်မြဲနေတဲ့သူတွေကလည်းအပယ်မလားနိုင်ပါဘူးတဲ့လေးခုမြောက်အလှ5ခုမြောက်ကဆိုဝါဇိုသင်္ကန်းအစဉ်လူတန်းမပန်းရှောင်ခွာအပယ်လေးရွာဝါဇိုသင်္ကန်းအစဉ်လူတန်းမပန်းရှောင်ခွာအပယ်လေးရွာဝါဇိုသင်္ကန်းအစဉ်လူတန်းမပန်းရှောင်ခွာအပယ်လေးရွာဧကံဝတ္တဝါတိကံဝါဇုသင်္ကန်းလှူဒန်းတဲ့အလူဟာလည်းပဲအပယ်မလားကြောင့်ကုသိုလ်တစ်မျိုးပဲတဲ့ဒီနေ့အလူကဘာအလူလဲဝါဇုယီမမြက်သင်္ကန်းစက္ကလှူဒန်းအလူဆိုတော့ဝါဇုသင်္ကန်းနဲ့ကထိန်သင်္ကန်းနဲ့ကြွားခြားချက်လေးပြောမယ်ဝါဇုသင်္ကန်းချိန်မရွေနေရမရွေကာလမရွေအကျိတ်မရွေကျောင်းတိုင်မရွေတန်ဃာမရွေကြိုက်တလောက်လှူခွင့်ရှိတဲ့အလူလွတ်လပ်စွာ free တိုက်လို့ခေါ်တယ်သင်္ကန်းအလူချင်းအတူတူဝါဆိုသင်္ကန်းအလူကတော့ဝါတွင်းလဲလှူလို့ရတယ်ဝါပမှာလည်းပဲဝါဆိုသင်္ကန်းမှာဘုရားဆိုရှောက်ထားပြီးလှူမယ်ဆိုလဲလှူလို့ရတယ်တစ်ချိန်မကနှစ်ချိန်သုံးချိန်အချိန်ပေါင်းများများစွာလှူလို့ရတယ်ကျောင်းကိုတိုက်ကိုဘယ်နှချိန်ပဲဖြစ်ဖြစ်သွားပြီးလှူမယ်ဆိုလဲလှူလို့ရတယ်ဆိုတော့ဝါဆိုသင်္ကန်းအလူကလွတ်လပ်စွာလှူခွင့်ရတဲ့အလူသင်္ကန်းကထိန်သင်္ကန်းကြအဲ့လိုရပါမလားကထိန်သင်္ကန်းကြတော့အချိန်ကန့်သတ်ချက်ရှိတယ်နေရာကန့်သတ်ချက်ရှိတယ်အချိန်ကန့်သတ်ချက်ရှိတယ်ဆိုတော့ပြိဿတစ်နှစ်မှာတစ်ခါတစ်လမှာတစ်ကြိမ်တစ်ကြိမ်မှာတစ်ကြောင်းတစ်ခါမှာတစ်လမှာတစ်ကြိမ်တစ်ကြိမ်မှာတစ်ကြောင်းဆိုတော့ကထိန်ကသတ်မှတ်ချက်ရှိတဲ့အတွက်ကြောင့်ကထိန်သင်္ကန်းကပို့ပြီးတော့မြတ်တယ်လို့တချို့ကယူဆပြီးတော့ကထိန်ကိုခင်းကျင်ကြတာများလားမများဘူးကထိန်ခင်းဆိုတော့ဘုံပြီးခဲ့တဲ့ဒီမလာခင်တစ်ပတ်ကဒကမတယောက်ကကထိန်လဲကူကျောင်းပေါ့လဲကူကျောင်းမှာတန်ခါ200ကျော်ရှိတော့ကထိန်ခင်းကျင်လို့ရှောက်တော့ရှေ့ကရှောက်ထားတာမရှိသေးတော့ကထိန်ကိုလက်ခံလိုက်လက်ခံတယ်ဆိုတော့သူတို့ကမရှောက်ခင်အမလို့သူကဘုံဦးစင်းလေးဘုံကျောင်းတာဝန်ခံဦးစင်းလေးကိုလောက်ရှောက်တယ်ဆရာတော်ကျောင်းမှာကထိန်ခင်းရင်ဘယ်လောက်ကုန်နိုင်လဲဗျာဆိုတော့ဆရာဦးစင်းလေးကပြောပြတယ်ကျောင်းကတန်ခါများတော့တဲ့ဒီဝါဆိုသင်္ကန်းချုပ်တာတော့မှသင်္ကန်းအစုံ250လောက်လို့တော့350လောက်ကုန်တယ်တဲ့နော်ပြီးလို့ရှိရင်ထွေထွေကိစ္စ300လောက်မာတီမာကထိန်တကာအစီပြေတယ်ဆိုတော့အဲဆိုရင်ဒီတော့တ
တိုင်ပင်ပြီးတော့ရှောက်ပါမယ်ဗျာဆရာတော်ရန်ကုန်ကျောင်းကြွတော့အဲ့တကမှလာလျှောက်ပြီးတော့ကထိန်ခင်းပါမယ်ဗျာတဲ့ကထိန်မတီတကာအနေနဲ့ခင်းခွင့်ပြုပါဗျာရှောက်တော့ရှောက်ထားတာမရှိသေးဘူးဆိုတော့လက်ခံထားလိုက်တာသူလည်းပြောပြကထိန်ကံမြောက်ဖို့ကတော့ဒကမာကြီးရေလို့ကထိန်ကံမြောက်ဖို့ကတော့သင်္ကန်းတစ်စုံနဲ့လာပြီးကထိန်ခင်းရင်လည်းကံဝိနည်းကံအရာတော့မြောက်ပါတယ်သို့တော့ဒီသင်္ကန်းလက်ခံပြီးနောက်ထပ်ကထိန်အလူခံခွင့်မရှိတဲ့အတွက်ကြောင့်ကျောင်းဝစာသင်သားတွေအတွက်လက်လာပါရှားပါမှာဆိုတော့ဘုန်းကြီးကျောင်းကတန်ဃာများရင်ကထိန်မတီတကာလာလျှောက်ရင်အကျိုးကြောင့်မေးပြီးတော့ရွေးရတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒါတော့နားလဲပါရပါတယ်ဗျာတဲ့တပည့်တော်ကလည်းနားလဲပါတပည့်တော်ခင်းမှာမဟုတ်ဘူးတဲ့တပည့်တော်ညီမခင်းမှာတဲ့ညီမကဘောစီဗျာတဲ့အဲ့ဒါညီမကိုတပည့်တော်မတီတကာအနေနဲ့ပြောပြီးတော့ညီမခင်းမှာဗျာတဲ့အဲ့ဒါညီမကိုတပည့်တော်ဘယ်လိုပြောရဲဆိုနင်း300လောက်မတီနိုင်ပါတယ်တဲ့နင်းတို့သုံးနေတဲ့အိတ်တိတ်ကတခါကြရင်ဝယ်သုံးတဲ့လက်ကအိတ်တောင်900 600လောက်ပေးရတာ300 600 branded တွေလေဈေးတွေအဲ့လောက်ရှိတဲ့အိတ်တွေရှိလားမရှိဘူးလားငါညီမရဲ့တဲ့အိတ်တစ်လုံးလောက်ဝယ်တာလေးလျှော့ပြီးတော့ကထိန်ခင်းလိုက်ပါကြည်စမ်းကထိန်တက300လို့ဖို့တဲ့အိတ်လေးတစ်လုံးမဝယ်လိုက်တာနဲ့ကထိန်ခံကွင်းရသွားတယ်ဆိုတော့ဘောစီဒီယာလေးအိတ်တစ်လုံးမဝယ်လိုက်တာနဲ့ကထိန်တကတောင်ဖြစ်တယ်အဲ့လိုချမ်းသာတဲ့လူတွေမရှိဘူးလားသူတို့ကိုအားကြလို့ရပါတယ်ကိုအားမရမဖြစ်နဲ့ကိုဘဝနဲ့ကိုပါပဲဘာလို့အငိုတွဲမှာလဲမျက်ရည်ကြယုံနဲ့အခက်တွေကကြကုန်မှာမဟုတ်တာအမေကာယနဘေလေးနဲ့ဟောလို့ကောင်းလိုက်တယ်နော်ကိုဘဝနဲ့ကိုပါပဲဘာလို့အငိုတွဲနေမှာလဲမျက်ရည်ကြယုံနဲ့အခက်တွေကကြကုန်မှာမဟုတ်တာကိုလဲရင်ကိုပြန်ထကိုကြရင်ကိုပြန်တက်ဘသူလည်းမဆွဲနဲ့ကိုအားနဲ့ကိုယုံတာအကောင်းဆုံးပဲကိုဘဝနဲ့ကိုတို့အားကြလို့ရတာပေါ့ကထိန်300လောက်ကိုအဲ့တလုံးမဝယ်လိုက်တာနဲ့ကထိန်တကာဖြစ်တာလေအဲ့ဘိုးလေးလျှော့လိုက်ရင်ကထိန်တကာဖြစ်တယ်အားကြလိုက်တာနော်အားကြလိုက်တာဒါပေမဲ့လည်းကိုဘဝကိုအားမရမဖြစ်နဲ့ပြောကျင်တာကကထိန်သင်္ကန်းအဲ့လိုထူးခြားမှုတွေရှိတယ်တို့ဝါဆိုသင်္ကန်းကြအဲ့လို limit မရှိတဲ့အတွက်ကြောင့်ကြိုက်တယ်လို့လှူခွင့်ရတော့အခုပြီးရင်ဆရာတော်သင်္ကန်းတွေကတ်ကြမှာဝါဆိုသင်္ကန်းလှူဒန်းတဲ့ကုသိုလ်လေးဒါလေးကိုမိမိပြောက်မဖြစ်ပါနဲ့ဒါလေးတွေကိုအာယုံပြီးငါဘယ်နည်းကိုရီးယားဆရာတော်ပွဲမှာဘလို့သင်္ကန်းလေးလှူဖြစ်တယ်အာယုံပြုတိုင်းကုသိုလ်အတွေးကတွေးတိုင်းကုသိုလ်ကိုပဲတိုးစေတာမဟုတ်လားအကုသိုလ်အတွေးကတွေးတိုင်းဘာတိုးလဲအကုသိုလ်တိုးပဲနော်အတွေးတွေကကွာသွားတာပဲကောင်းတဲ့အတွေးကတွေးတိုင်းကောင်းတဲ့စိတ်ကိုပဲဖြစ်စေတာလေမကောင်းတဲ့အတွေးကတွေးတိုင်းဘာဖြစ်လဲမကောင်းနိုင်ပဲစိတ်ကိုပဲအဆိုးတွေတွေးပါများတော့အတွေးတွေကဆိုးသွားတာလေအတွေးတွေဆိုးသွားတော့အဆွေးတွေကတိုးသွားတော့မထကျင်တော့ဘူးပေါ့နော်အဲ့တော့စိတ်ကိုလေးသွားအောင်လုပ်ရင်အတွေးတွေကလေးတာပဲဆိုတော့ဒီကုသိုလ်လေးတွေးပြီးသေးတဲ့တိဒါလေးအာယုံပြုသွားရင်အပယ်မလားနိုင်ဘူးဆိုတော့ဝါစုသင်္ကန်းလူတန်းတဲ့အလူကလည်းပဲပြိဿရဲ့အပယ်မလားကြောင့်ကုသိုလ်ထဲမှာပါလားမပါဘူးလားဆိုဝါစုသင်္ကန်းအစဉ်လူတန်းမပန်းရှောင်ခွာအပယ်လေးရွာဝါစုသင်္ကန်းအစဉ်လူတန်းမပန်းရှောင်ခွာအပယ်လေးရွာဘေကဝေจิตာจิตသိမိတို့ဣဒာဤလောက၌ဧကံဝတ္တဝါတိကံဝါဆိုရည်မှန်မြတ်သင်္ကန်းလှူဒန်းတဲ့ကုသိုလ်တွေဟာဒီကုသိုလ်ကိုအာယုံပြုပြီးတော့သေဂာနိကာလအထိအဲ့ဒီစိတ်ကလေးနဲ့နေသွားရင်အပယ်လေးပါးကိုလည်းမလားရောက်ဆိုင်နိုင်တဲ့အပယ်မလားကြောင့်ကုသိုလ်တစ်ခုပါပဲရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါဇာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းအပယ်မကြောက်9ယောက်ပရိသတ်ရေပါတရားတိတရဏ5သီလမဲချစရေတံ15ရက်စွန့်ဝါသင်္ကလူရန်တောက်ရေကံကြောင်းလူတဝနိပတ္တပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလည်းပဲမပြန်အပယ်မလားကြောင့်ကုသိုလ်9မျိုးဒီ9မျိုးရှိထားတဲ့ပုဂ္ဂိုလ်တွေကအပယ်4ပါးကိုကြောက်เสียတဲ့တရဏဂုံ3ပါးလုံထားတဲ့ပုဂ္ဂိုလ်တည်နေတဲ့ပုဂ္ဂိုလ်5ပါးသီလလုံတဲ့ပုဂ္ဂိုလ်ရဲ့ဆက်ရည်တမ်းမဲ့လူတန်းချင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့လာဇံဘက်ကလာဆုပ်ဘက်က15ရက်တကဆွန်းကိုမြင်နေတဲ့သူတွေရဲ့ဝါစုသင်္ကန်းလူတန်းထားတဲ့အလူတွေရဲ့5ခုမြောက်အလူ6ခုမြောက်ကပြိဿရဲ့ရေတွင်းရေကန်တူးဖော်လူတန်းတဲ့ကုသိုလ်ဆိုတောက်သုံးရေကန်လူတန်းမှန်ဧကံဝေးကွာအပယ်လေးရွာတောက်သုံးရေကံ
လူဓမ္မံဧကံဝေကွာအပယ်လေးရွာတောက်သုံးရေကံလူဓမ္မံဧကံဝေကွာအပယ်လေးရွာဧကပောက်ခရဏီရေတွင်းရေကံတောက်ရေသုံးရေလှူဒန်းတဲ့ကုသိုလ်ဟာလည်းပဲအပယ်မလားနိုင်ဘူးတဲ့ပြိဿရေလှူတဲ့အလှူပေါ့ဘာအလှူလဲရေကျိုးဘယ်နှပါကြဘူးလဲဆွမ်းအကျိုးကအဲ့ကြောင့်ဒကမာကြီးတယောက်ကလေဟိန္ဒူဒကမာကြီးတယောက်ဆွမ်းလာကတ်တော့သူကဆွမ်းလှူတယ်ဟိုဘက်ကဒကမာကရေလှူတယ်ရေလူတော့ဘုန်းကြီးကရေကျိုး10ပါးမတောင်းနဲ့ပြည့်တယ်ဆိုတော့ဟောပေးလိုက်တော့ဒီတော့ကဒကမာကစိတ်ကမကောင်းငါတော့ပင်မချက်ပြီးလူတန်းလိုက်တာငါကြတော့ဆွမ်းအကျိုးက9ပါးပဲရတယ်ဟိုဘက်ကရေတန့်ကတ်ကြီးကင်ပြီးပေါ့ပါပါလာလူတဲ့လူက10ပါးတောင်ရတယ်မကျေနပ်ဘူးတဲ့မျက်နှာလိုက်တယ်ဘုန်းကြီးတပည့်တော်မကျေနပ်ဘူးလို့ရှောက်တော့ဆရာတော်ကအရှော့ဟိုနည်းနည်းအဟောကောင်းအပြောကောင်းဒကမာကြီးတဲ့စိတ်တက်မကြနဲ့တဲ့တကယ်တမ်းကျဒကမာကြီးကထမင်းချက်တော့ရေကပါလားမပါဘူးလားတဲ့ပါတာပေါ့ဗျာတဲ့ရေထက်ကြအေးအဲ့ရေအကျိုးလဲပါဒကမာကြီးကရေအကျိုးဆွမ်းအကျိုး15ပါးတောင်ရတာအဲ့ကြမှာပြုံးသွားတယ်လူတွေပြောပါတခါကကြရဲ့နော်တခါအကျိုးမျောပြီးတော့အကြောင်းကိုသွားတဲ့အခါအကျိုးတရားကယော့သွားတယ်နော်အကျိုးမျောတဲ့အလုပ်ကိုလျှော့ဖို့လိုလားမလိုဘူးလားအကျိုးပေးရမှာကံရဲ့အလုပ်လုပ်ရဟာမကိုယ့်ရဲ့အလုပ်အကျိုးမမျောနဲ့အကြောင်းကောင်းအောင်လုပ်ဖို့လိုလားမလိုဘူးလားဗုဒ္ဓဘာသာမှာအကြောင်းနဲ့အကျိုးဖြေပါရဲ့အကျိုးနဲ့အကြောင်းကဘယ်ဟာကအရင်အကြောင်းကအရင်လားအကျိုးကအရင်လားအကြောင်းကောင်းမှအကျိုးဖြစ်တာဟုတ်လားမဟုတ်ဘူးလားဒါပေမဲ့ဗုဒ္ဓဘာသာတော်တော်များများအကြောင်းကောင်းအောင်လုပ်တာများလားအကျိုးမျှော်တာများလားအဲ့ကစပြီးလွဲတော့တာပဲအဲ့ကစပြီးညီတို့ဆက်ရင်ဝင်လကဘလောက်ရမှာလဲဗမာထားမှာလဲအိုဒီကဘလောက်ရမှာလဲမလုပ်ရသေးဘူးအရင်အကျိုးမျှော်တဲ့သူတွေရှိလားမရှိဘူးအဲ့ဒါစလွဲတယ်နော်ရင်ဆုံးစုံစမ်းတဲ့တာစုံစမ်းရမယ်တိုးတော့ဝင်ပြီးရင်တော့ပေးဆက်မှုအရင်လုပ်ဖို့လိုလားမလိုဘူးလားအကြောင်းကောင်းအောင်လုပ်ထားရင်အကျိုးတရားကကိုယ်စေတနာမှန်ရင်တိတ်တော်ရင်တတိယပြစ်မထားပါဘူးနည်းနည်းလေးလုပ်ပြီးအများကြီးမျောတဲ့လူတွေကအဲ့ဒါလွဲတာပဲအဲ့လိုလူကကြာကြာမခံဘူးနော်နည်းနည်းလေးပေးဆက်ပြီးတော့အကြီးကြီးမျောတဲ့အကျိုးကိုမမျောပါနဲ့ကိုဘလောက်ပေးဆက်နိုင်မလဲတခါကကြာအကြာကြီးပေးဆက်မှအကျိုးရလက်ကကိုအတွက်လာတာဆိုအကြောင်းတရားကိုသာကောင်းအောင်လုပ်လိုက်စမ်းပါအကျိုးပေးကအချင်းတိုင်းကိုမမျောတာတဲ့ပို့ပြီးရတယ်ဆိုတာသိသွားရင်စေတနာကောင်းရင်ကံကောင်းမယ်အချိန်လေးတော့ဆောင်ရမယ်ဆိုပါစေတနာကောင်းရင်ကံကောင်းမယ်အချိန်လေးတော့ဆောင်ရမယ်ဆက်စို့စေတနာကောင်းရင်ကံကောင်းမယ်အချိန်လေးတော့ဆောင်ရမယ်နောက်တစ်ခေါက်စေတနာကောင်းရင်ကံကောင်းမယ်အချိန်လေးတော့ဆောင်ရမယ်နောက်တစ်ခုဆိုစေတနာဆိုရင်ကံဆိုးမယ်အချိန်လေးတော့ဆောင်ရမယ်စေတနာဆိုရင်ကံဆိုးမယ်အချိန်လေးတော့ဆောင်ရမယ်ဒီလိုစေတနာကောင်းကောင်းနဲ့လုပ်ပြီးအကျိုးပေးမကောင်းတဲ့သူတွေရောမရှိဘူးလားစိတ်ဓာတ်မကြနဲ့အကျိုးပေးတဲ့အခါကျရင်ရလာမှာတခါကျရင်အဟောင်းကအကုသိုလ်တွေအားကြီးတော့ပစ္စုပန်အကျိုးမပေးလာအကျိုးလာမပေးသေးတာလည်းဖြစ်တယ်အဟောင်းကုံသွားရင်အကောင်းတွေစုံလာပါလိမ့်မယ်ဆိုတော့စိတ်ဓာတ်မကြနဲ့ကိုယ့်ရဲ့စေတနာလေးဘယ်သူကြောင့်မှမကွက်စေနဲ့စေတနာကောင်းရင်ကံကောင်းမယ်အချိန်လေးတော့ဆောင်တချို့စေတနာစိုးပြီးတော့ကံကောင်းနေတဲ့သူတွေရောမရှိဘူးလားဒီလှုပ်ထားတွေကပောက်ကြရရွယ်ဒါပေမဲ့အကျိုးပေးရကောင်းလိုက်တာအဲ့ဒါတွေအားမကြနဲ့သူအကုသိုလ်ကံအကျိုးမပေးသေးတော့အဟောင်းကောင်းနေတော့ပြစ္ဆုတ်ပံမှာအကောင်းလေးစားနေတဲ့သူတွေလည်းရှိတာပဲလေအတိတ်အဟောင်းကကောင်းနေတာကိုတော့ကံတရားဆိုတာအချိန်တစ်ခုလေးတော့စောင့်ရမယ်ပြိတ္တတခါရဲကိုမမြင်နိုင်တဲ့အတိတ်ကြောင်းတရားကံလေးတွေရှိတဲ့အခါကျတော့ဟိုအစိုးတွေလုပ်ပြီးအကျိုးတွေပေးနေတဲ့သူတွေမခံစားသေးတဲ့အပေါ်မှာလည်းစိတ်တောကတွေမဖြစ်နဲ့အချိန်မတန်သေးလို့တာဖြေပြီးတော့ကိုယ့်အကိုကံလေးတော့ဖြေရမှာအကယ်၍စေနာကောင်းကောင်းနဲ့လုံနေတာတော့မှကံကြီးမကောင်းသေးလို့စိတ်ဓာတ်မကြနဲ့တချို့ကံတွေကလေပြစ္ဆုတ်ပံဒီလောက်လုံနေလို့ဒါလဲနည်းနည်းလေးသေရမဲ့ကံထိခိုက်ဒဏ်ရာလောက်ထိကာပေးတာမကာပေးဘူးမထင်နဲ့ကာပေးတယ်ပြစ္ဆုတ်ပံကောင်းကံနေရလေအတိတ်အကြောင်းတရားကအာကြီးအစိုးတွေလာတဲ့အခါပြစ္ဆုတ်ပံအကောင်းလုပ်ထားတဲ့သူကသေရမဲ့ကံထိခိုက်ဒဏ်ရာလားတော့ထိဖြစ်သွားတာအဲ့လောက်ထိကာပေးတာနော်ဟိုတုန်းကလူ2ယောက်ရှိတယ်တဲ့တယောက်ကအစင်မပြေလို့ထင်းနေခုတ်ပြီးရောင်းတဲ့ထင်းခုတ်သမားတယောက်
နောက်တစ်ယောက်ကြတော့နေ့စဉ်ဘောဓိပင်ကိုသွားပြီးတော့တန်ရှင်းလှုပ်ပြီးတော့ညောင်ပင်မှာကုသိုလ်လုပ်တဲ့လူတစ်ယောက်တနေ့တော့အလုံးမစင်မပြေလို့ထင်းခုတ်ရောင်းတဲ့သူဟာထင်းခုတ်ရင်းနဲ့တစ်ပင်ချင်းရရွှေအိုးသွားတွေ့ဘောဓိပင်ကိုနေ့စဉ်တန်ရှင်းလှုပ်နေတဲ့သူကညောင်ကိုင်းပြုတ်ကြပြီးခြေထောက်ကျိုးသွားတယ်အဲ့ဒါညောင်ပင်ကိုတန်ရှင်းလှုပ်တဲ့လူကစိတ်မကောင်းငါဒီလောက်ကုသိုလ်လုပ်နေရွှေအိုးကြတော့ဟိုကောင်ကရသွားငါကြတော့ညောင်ကိုင်းပြုတ်ကြပြီးခြေထောက်ကျိုးတယ်ဆရာတော်သွားလျှောက်မယ်ဘုန်းကြီးเจ้าလာဆရာတော်တပည့်တော်ကံတရားကိုတန်တရားဝင်တယ်ဗျာတဲ့ဒီလောက်တပည့်တော်ကုသိုလ်ကောင်းမှုလုပ်တာနေတိုင်းဘောဓိပင်ဝေယဥစ္စာလုပ်တပည့်ကြောင့်ရွှေအိုးမရပဲနဲ့ညောင်ကိုင်းပြုတ်ကြပြီးခြေထောက်ကျိုးသွားတယ်ဟိုကောင်ကရွှေအိုးတောင်ရသွားတယ်အဲ့ဒါဘလို့ဖြစ်တာလဲဗျာဘုန်းကြီးသွားလျှောက်တော့ဆရာတော်အားပေးပါတကတော့တကယ်ဆိုရင်မင်းကသိရမှာဘုန်းကြီးအားကိုပါဆိုသေရမှာဆိုစိတ်ကပိုဆိုးတော့မဟုတ်ဘူးတဲ့မင်းကံကဒီနေ့ဒီရက်ကသေရမယ်ကံပါတာအတိတ်ကြောင့်တရားအရာဒါပေမဲ့ဘောဓိပင်ကိုနေ့စဉ်လှုပ်ထားတဲ့ကုသိုလ်ကံမင်းကိုသေရမယ်ကံနဲ့ထိခိုက်တရားလောက်ပဲဖြစ်အောင်ကာပါပေးလိုက်တာဆိုတကယ်ဆိုမင်းကသေရမှာတဲ့ဒီဘဝကံနေရှိတော့သေရမယ်ကံထိခိုက်တရားလောက်ပဲဖြစ်သွားတာဆိုတော့ကံတရားရဲ့ကာပါရှိလားမရှိဘူးလားတခါကဒိုးတွေအဲ့လိုဖြစ်တချို့ကံတွေကကောင်းဖို့ဖြစ်လာတာနော်မှန်လားမမှန်ဘူးလားကောင်းဖို့ဖြစ်လာဒီစက်ယုံမဝင်မိလိုက်တာရစရာဒါပေမဲ့အဲ့စက်ယုံဝင်သွားတဲ့လူကတနည်းနဲ့ဒုက္ခရောက်တော့အော်ငါမဝင်မိတာကံကောင်းသွားတယ်ကောင်းဖို့ဖြစ်လာတာအဲ့လိုမျိုးရှိလားမရှိဘူးလားဒီကားနဲ့လိုက်သွားရင် accident ဖြစ်မယ်သိမလိုက်မိပဲနဲ့အဲ့ကားတခုဖြစ်သွားအာကံကောင်းနေဒီကကောင်းဖို့ဖြစ်လာတာဘုန်းကြီးတို့တခါကြုံဘူးတယ်နိုင်ငံခြားခရီးသွားအဲ့ခရီးသွားဖို့ကိုကအကြောင်းတစ်ခုရှိတယ်အဲ့လင်ခီးကိုကန်ဆယ်ဖြစ်တော့အဲ့လင်ပြတ်တာအော်ကောင်းဖို့ဖြစ်လာတချို့ကန်တာကာဘာပြုတ်ပေးတာမပေးဘူးလားဒါကြောင့်တန်တရားမဝင်ပါနဲ့ပြိဿအကြောင်းကောင်းအောင်လုပ်တိုင်းအကျိုးတရားဆိုကိုမမျော်လဲအကျိုးပေးလားမပေးဘူးလားဒါကြောင့်ရေလှူတဲ့အလှူကလည်းပြိဿရေတွင်းရေကန်တောက်ရေသုံးရေလှူထားတဲ့အလှူကလည်းဒါလေးအာရုံပြီးဒီတောက်ရေအသုံးပြုတိုင်းကုသိုလ်တွေတိုးနေတာတို့ဗမာနိုင်ငံကတောက်သုံးရေလှူတာကုသိုလ်တိတ်ကြီးတာပဲရေအိုးစင်လေးလှုပ်ထားတယ်နေရာတိုင်းမှာရေအိုးစင်လေးဖြည့်ထားတယ်တို့ဗမာတွေကရေအိုးရေကန်လေးတွေရေတွင်းရေကန်လေးတူးဖော်တဲ့ရေအိုးစင်လေးလှုပ်တဲ့အလေးချင်းလေးတိတ်ကောင်းတာဒါပေမဲ့ခွက်လေးတွေကိုတန်ကြိုးတွေနဲ့ခတ်ထားတဲ့အလုပ်ကတော့မကောင်းဘူးနော်ရေအိုးလှူတဲ့ကုသိုလ်လေးတော့ကောင်းပါတယ်စတိကွက်လေးသူနှမ်းကြိုးတွေနဲ့ခြေပြီးတော့တန်ကြိုးနဲ့တော့ကတ်ထားတော့နိုင်ငံသားမြင်တော့ဟိုတော့ကိုရီးယားတကာကြီးတယောက်လာစနေနဲ့ဧကမွန်တဲ့ရိုးတဲ့လာမေးတယ်ဒီဥစဉ်လေးတွေ့ပြီးတော့ဘုန်းကြီးကိုရီးယားတကာကြီးတယောက်စနေဧကမွန်တဲ့ရိုးတဲ့ရှင်မအဲ့ဒါဘာလဲအဲ့ဒါဟိုမူလဘိုရှိဟာနုံကောမနီတာဒါရေလှူတဲ့အလှူပါလို့ပြောတော့ဒီခပ်ကဝဲဒီလိုကဲဟိုရောဆွဲဟက်ဆော်ရိုးတဲ့အဲဒီတန်ကြိုးပါလို့ဘာဖြစ်လို့ဒီလိုတန်ညိုးခတ်ပြီးတော့ဒီရေခွက်ကတော့ခတ်ထားတာလေအဲ့လိုပြောကိုမဆိုလို့မပြောရဘူးတည်း။အော်အပြင်မှာထားတော့လေတွေတိုက်တယ်လို့ပြုတ်မကြအောင်ကိုယ်ပါရောပြီးတော့ဘုရားလင်ရတကယ်ကျသခိုးကြောင်ပြောကြည့်ပါဦးဘာလို့တော့ခတ်တာဆိုဘလို့ဖြေမလဲ။အော်လေတိုက်ပြုတ်ကြမှာဆိုလွင့်သွားမှာဆိုလို့စတိခွက်လေး။အော်မူတာဝါဒတွေပြောရတာတကယ်တမ်းကျဘာကြောင့်လဲ။အခုကြောင့်ကိုဆွေကိုမျိုးတွေကအလကားရအကုန်ယူမဲ့ဆိုလှုပ်လိုက်တဲ့အရင်တော့အမဲအခါမဲ့စားအစားတောက်လေးထက်ထားတာလေနှစ်ရက်တောင်မကန်ဘူးလာမှတော့တာလေမဲဗမိုင်းမှာလှုပ်လိုက်သေးတယ်ဟုတ်တယ်မလားမဲအခါမဲ့စားဥဆိုင်လေးတွေအခါမဲ့ပစ္စည်းလေးဝယ်ရှိတဲ့လူကယူစားမရှိတဲ့လူကရှိတဲ့လူကလှူထားမရှိတဲ့လူကယူစားဆိုတော့မရှိတဲ့လူကလာတော့မထားသေးဘူးစောင့်နေတာလေဟိုကောင်လည်းပြီးအကုန်မပါဘူးအဲ့တော့ပြတ်သွားရောတို့တိုင်းပြည်ကအဲ့ဒါနဲ့အသားမကျသေးဘူးဆိုတော့လူကျင်တဲ့တရားတရားလေးတော့အားကောင်းကြပါတိုးတော့အဲ့ဒီအခွင့်အရေးကိုအလွဲသုံးစားတဆုံးနှိုက်တဲ့လူတွေရောရှိလားမရှိဘူးလားသူ့ဘက်ကိုယ့်ဘက်မငယ်ပဲနဲ့ကိုချင်းစာစိတ်တွေနည်းနေတဲ့လူတွေများနေတဲ့အတိုင်းဝဲမှာတို့တွေဘယ်လောက်ပဲလှုပ်ပေးတဲ့သူကကုသိုလ်ဖြစ်ပေမဲ့ဒါကိုအတင်းအားရမှသူများကိုမငဲ့ကွယ်ပဲအကုန်လုံးတဆုံးနှိုက်တဲ့လူတွေရှိနေတဲ့အတွက်ကြောင့်တကယ်လှုပ်ပေးတဲ့သူကလည်းစေနာပြက်တယ်ဆိုတော့လူဆိုတာလူပြီးသားတဲ့သူဖြစ်ဖို့ကိုချင်းစာတတ်တဲ့စိတ်ရဲ့ယိုယွင်းဖာတတ်တဲ့စိတ်ကလေးတွေရှိနေလူဟာအတော်ကိုချင်းစာအတော်လူပြီးသားတဲ့လူဖြစ်ပါပြီကိုချင်းစာတဲ့စိတ်တဲ့ယိုယွင်းဖာတတ်တဲ့စိတ်ကိုချင်းစာတရားထားရမယ်ယိုယွင်းဖာတယ်ဆိုတာပြက်နေတဲ့အရာတွေဖာပေးရယိုယွင်းဖာတယ်ဆိုတော့တခါကကြရင်တို့တွေကကိုယ်နိုင်ငံကောင်းစားစေချင်တာကောင်းစားစေမဲ့တခါတချို့ကိစ္စတွေကိုယ်နိုင်ငံကောင်းစားရင်ကိုယ်နိုင်ငံထိုင်ပြီးအပြည့်ပြောနေတယ်လို့လည်းဖြစ်တဲ့အခါကျတော့ဆရာဇော်ကြီးရဲ့ကြပြာလေးကိုသွားသတိရတယ်မင်းအိမ်ဆိုတဲ့ကြပြာလေးလေမကောင်းမင်းအိမ်ကောင်းမင်းအိမ်ဒီ
မကောင်းမင်းအိမ်ကောင်းမင်းအိမ်ဒီမင်းအိမ်ပြက်ပြိုအမိုးယို့သောမညိုသင့်မှမင်းတက်ဖာပေါ့အကာအခင်းပြက်ယိုယွင်းသောမငင်းစေခြင်းမင်းဆက်ပြင်းပေါ့ဒီအိမ်ဟာကိုယ်အိမ်ပဲလေမကောင်းမင်းအိမ်ကောင်းမင်းအိမ်ပဲမင်းအိမ်ပြက်ပြိုအမိုးယို့သောမညိုသင့်ပါမင်းတက်ဖာပေါ့အကာအခင်းပြက်ယိုမငင်းစေခြင်းမင်းဆက်ပြင်းပေါ့တဲ့ဒီအိမ်ဟာကိုယ်အိမ်လေကိုယ်အိမ်ပြပြောလို့မှမရကိုယ်အိမ်အကာအခင်းပြက်ယွင်းကိုပြင်ရမှာပေါ့ဟုတ်လားအမိုးကမကောကိုလှုပ်ရမှာအခုတော့ကိုယ့်အိမ်ကိုလက်ညှိုးထိုးပြီးတော့အပြစ်တွေပုံချတာဒီတိုင်းပြီနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပြောချင်တာကအကျိုးမျှော်တဲ့အယူဝါဒရှော့ချပြီးတော့အကြောင်းကောင်းအောင်လှုပ်ထားရင်အဲ့ဒီအကျိုးပေးဟာကံအကြံတန်လာရင်ကိုမမျော်လဲအကျိုးတွေအများကြီးပေးမှဖြစ်တဲ့အတွက်ကြောင့်6ခုမြောက်ကုသိုလ်ကတောက်သုံးရေကံလှူဒန်းတဲ့ကုသိုလ်ဟာလည်းပဲရေအကျိုးတွေ10ပါးတောင်းစရာမလိုပဲနဲ့ပြည့်မဲ့ပြီးလို့ရှိရင်ဒီကုသိုလ်အာယုံပြုတိုင်းပြုတိုင်းအဲ့ဒီစိတ်ကလေးနဲ့သေသွားရင်သေခါနေမှာအပေနာဘူးဆိုတော့ရေတွင်းရေကံလှူဒန်းတဲ့ကုသိုလ်ဟာလည်းပဲအပေမလားကြောင်းအပေမရောက်နိုင်ကြောင်းကုသိုလ်ပဲဆိုတောက်သုံးရေကံလှူဒန်းမှန်ဧကံဝိကွာအပယ်လီရွာတောက်သုံးရေကံလူဒန်းမှန်ဧကံဝိကွာအပယ်လီရွာဘေကဝေจิตတจิตမိတို့ဣဒာဤလောက၌ဧကာပောက္ခရဏိယံရေတွင်ရေကံတောက်ရေသုံးကံလူဒန်းခြင်းကုသိုလ်ဟာလည်းပဲဒီကုသိုလ်ကိုအာယုံပြုပြီးသေကာနိတိအာယုံပြုသွားနိုင်တဲ့နိဗ္ဗတကုသိုလ်အဖြစ်နေထိုင်သွားမယ်ဆိုရင်အဲ့ဒီကုသိုလ်ကအပယ်မလားစေနိုင်တဲ့ကုသိုလ်တစ်မျိုးပါပဲရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းအပေမကြောက်9ယောက်ပရိသတ်ရေဘာတရားဣတရဏ5သီလမဲချစရေတံ15ရက်စွမ်းဝါသင်္ကန်းလှူဒန်းတောက်ရေကံကြောင်းလူတဝနိဗ္ဗတပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလည်းပဲမပြန်အပေမလားစေနိုင်တဲ့ကုသိုလ်တဏှိအပြင်ဒီကုသိုလ်တွေရှိတိုင်းအပေပြီးကြောက်เสียမလို့တဲ့ကုသိုလ်9မျိုးကတရဏဂုံလုံတဲ့ကုသိုလ်ရဲ့5ပါးသီလမြဲတဲ့ကုသိုလ်ရဲ့စရေတံမဲ့လှူဒန်းခြင်းရှိတဲ့ကုသိုလ်ရဲ့လာဇန်ဘက်ကလာစုပ်ဘက်က15ရက်စွမ်းလှူဒန်းထားတဲ့အလူကုသိုလ်ရဲ့ဝါဆိုသင်္ကန်းလှူဒန်းမှုတဲ့ကုသိုလ်ကောင်းမှုရဲ့ရေတွင်းရေကန်တောက်ရေသုံးရေလှူဒန်းခြင်းရှိတဲ့ကုသိုလ်ရဲ့နောက်ဆုံးတစ်ခုကဆိုကြရအောင်ကျောင်းဝိဟာရလှူဒန်းကမကြသေးချာအပယ်လီရွာကျောင်းဝိဟာရလှူဒန်းကမကြသေးချာအပယ်လီရွာကျောင်းဝိဟာရလူဒန်းကမကြသေးချာအပယ်လေးရွာပရိသေအပယ်မလားကြောင်းနောက်ဆုံးတစ်မျိုးကကြောင်းအလူလှူတဲ့အလူတဲ့ဘာအလူလဲဝိဟာရဒါနာတဲ့ဝိဟာရဒါနာဆိုရင်စာပေမှာတော့အာဝါဒသနေရာပြောတာပြည့်တဲ့ကျောင်းအလူလူတဲ့ဘုကျောင်းလို့ပြောရင်ဘုန်းကြီးကျောင်းမှမတွင်းနဲ့အာဝါဒဆိုတာလူတွေအတွက်အိမ်ဆောက်ပေးတာမျိုးအာဝါဒနေရာတစ်ခုကိုဖန်တီးပေးတဲ့ကုသိုလ်ဟာလည်းပဲအပယ်လားကျောင်းကုသိုလ်မဟုတ်ဘူးတဲ့အပယ်မလားနိုင်တဲ့ကုသိုလ်ဆိုတော့တို့တွေကျောင်းအလူလူနိုင်တဲ့ပုံကိုတချို့ကလည်းပဲတကျောင်းလုံးတအူးတဲ့လူနိုင်ပေမဲ့မလူနိုင်တဲ့သူတွေမရှိဘူးလားကျောင်းအလူထဲမှာထည့်ပြီးလှူရင်လည်းဒီကုသိုလ်မြောက်တာပဲဆိုတော့ပရိသတ်ဝိဟာရဆိုရင်ဝိဟာရအလူကအလုံးစုံသောအလူကိုပေးလှူရရောက်တယ်ဆိုကျောင်းအလူလှူဒန်းပြီးစွမ်းသင်္ကန်းကျောင်းစီပစ္စည်းလေးပါအကုန်လှူပြီးရရောက်တဲ့အတွက်အာဝါဒဒါနနေရာအဆောက်အုံလှူဒန်းတဲ့အလူဟာလည်းပဲအပယ်မလားကျောင်းကုသိုလ်ပဲဆိုတော့ပရိသတ်ကျောင်းအလူလှူဒန်းတဲ့ကုသိုလ်လေးလည်းနိုင်သလောက်ပါဝင်လှူဒန်းလို့ရတယ်လှူဒန်းခွင့်ရှိတယ်တနည်းအားဖြင့်တတိပုဂ္ဂလလှူဒန်းနိုင်ရင်လည်းတူတဲ့ကျောင်းအလူဘုန်းကြီးလဲကူမှာဘုန်းက9နှစ်လောက်ရှိသာသနာအသစ်တီထောင်လဲကူမှာယောဂီကျောင်းဆောင်လေးရှိတယ်ယောဂီကျောင်းဆောင်လေးတူတဲ့လှူဒန်းတာများတယ်ပြီးခဲ့တဲ့73ရက်နေ့ကဒီမလာခင်ဘုန်းကြီးစွန်စားကျောင်းဆောင်ရင်တဆောင်ဆောက်တန်ဃာတွေများလာတော့အဟောင်းကသေးသွားတော့အကြီးဆောက်အဲ့ဒါတူတဲ့လှူတာ3,400ကျော်နော်လူနိုင်တဲ့လူကလည်း3,400ကျော်သူတို့လည်းပဲဟိုရှိလို့လှူတယ်ဆိုတာတဲ့ရှိတဲ့လူတိုင်းလည်းလှူပြစ်တာဟုတ်ပါမလားဒီလိုအပျော်ပါတဲ့သွားတယ်လို့ရှိတဲ့လူတိုင်းလည်းမဟုတ်သိလို့လှူတာနော်အဲ့ဒီတက္ကမကြီးတဲ့ဘုံရန်အမကြီးအပြိုကြီးတွေရွှေရောင်းပြီးလှူတာသူတို့ရောင်းတော့ရွှေစီကအဲ့လောက်မတဲ့30ကျော်လောက်ပဲအဲ့ဒါရွှေတပိတ်တာကွဲလောက်ရောင်း
အခုကရွှေဈေးက60နီးပါးလောက်ဖြစ်နော်ဒေါ်လာဈေးတော့တက်မယ်ဆိုတာပြန်ဟုတ်မကြတော့တက်ရင် rocket လို့တက်တယ်ကြာရင်မိုးပြန်ပူပေါင်းလေးလို့ကြာနည်းနည်းချင်းကြာတယ်ကြာရင်နည်းနည်းလေးမသိမသာလေးအကြလေးပဲပြအတက်ကြရင် rocket လို့ပဲသိရသူတို့လည်းစနိုက်ပါနဲ့ပြရမလို့ဖြစ်အဲကြောင့်ထွက်ပြေးလာဒီရောက်နေပြောရင်နိုင်ငံရေးပါမပြောတော့နော်အဲ့တော့ဒကမာကြီးကလေပထမတော့သူတို့လှူဖို့မဟုတ်ဘူးတဲ့သူတို့လျှောက်တာတပည့်တော်ကျောင်းဆွမ်းအားကျောင်းအတွက်3,900မားတီမယ်ဆိုပြီးလျှောက်တာနော်အဲ့ဒါဆိုအများစုပေါင်းပေါ်နောက်တော့ပြန်လျှောက်တယ်တပည့်တော်ညီမတွေပဲအကုန်လုံးတစ်ချောင်းလုံး3,400လုံးလှူဖို့ဆုံးဖြတ်လိုက်တယ်ဗျာပိုကောင်းတာပေါ့အလှူမငင်းကောင်းဘူးလေသူတို့ပြောတာလေးသဘောကျလို့တပည့်တော်ဗျာတဲ့တပည့်တော်ညီမတွေကအဲ့ဒါဟိုဈေးရောင်းပြီးစုထားတာတွေလက်ဝတ်လက်စားလေးရှိအဲ့ဒါတွေရောင်းပြီးလှူမှာတဲ့တပည့်တော်80ကျော်တပည့်တော်တွေးတာဘလို့တွေးလဲဆိုတော့ငါတို့အသက်80ကျော်ပြီတဲ့ဒီအရွယ်ရောက်မှတော့သိန်းထောင်ချီကုန်ပြီးကုရမယ်ယောဂဖြစ်လဲမကုပဲနေတော့မယ်တဲ့ကုလဲဘလောက်ဆက်နေရမှာမို့လို့လဲအဲ့လိုတွေးပြီးတော့တပည့်တော်တို့ကတဲ့အိုဇာမင်းသာသိမ့်မချန်တော့ပဲနဲ့လှူတာဗျာအဲ့တော့ရေစဲချလိုက်တော့သူတို့ဓမ္မယုံကြီးမှာတန်ဃာတွေနဲ့နေစဉ်စွန့်စားနေတာကြည်ပြီးတော့ဝမ်းသာလိုက်တာဗျာကုသိုလ်တွေတိုးတာကြည်စမ်းဒီတက္ကမကြီးပြောတာနော်တပည့်တော်များလှူပြီးလိုက်တာလွတ်လွတ်ကျွတ်ကျွတ်လေးစိတ်ထဲမှာပေါ့သွားတာပဲတဲ့အိမ်မှာပစ္စည်းဟိုဘာမှမရှိတော့ဘူးဆိုတော့လဲစိုးရိမ်စရာမရှိဘူးပေါ့ဗျာတဲ့အခုကျောင်းစွန့်စားကျောင်းတန်ဃာတွေစွန့်စားတာကြည့်တော့ကုသိုလ်တိုးလိုက်တာတဲ့မဟုတ်ရင်တကူဓမြအန်ရကြောက်ရတယ်တဲ့ဒါကြောင့်မို့သူတို့ဓမြတိုက်ခံသေးတယ်သူတို့ဓမြတိုက်ခံတော်သေးတယ်အဲ့ဒါအသက်အန္တရာယ်ပြုတ်မသွားဘူးပစ္စည်းကိုလည်းရှာတော့ရှာတယ်ဗျာတဲ့အရှင်မြတ်ကံပဲတဲ့အရှင်မြတ်မေတ္တာတွေ့မသွားဘူးတဲ့သူတို့တခုကသူတို့အောက်မှာပစ္စည်းရွှေတုံးနေမတွေ့သွားဘူးသူတို့ကောင်းနေစောင့်ရှောက်တာဟိုကောင်းလည်းပြားနေတာလည်းပါတော့အဲနေရွက်ကစိန်နကတ်တော့ဖြုတ်သွားတော်တည်းဗျာတဲ့နေရွက်ကနကတ်လေးရလည်းပဲတပည့်တော်ပွဲသွားကန်ဒီတတ်ထားတဲ့နကတ်လေးဆိုတော့အလွယ်တကူချွတ်လို့ရတော့တခုကအဲ့ဒါလေးယူသွားတာဗျာတပည့်တော်နကတ်မြန်ချွတ်ခက်နေနေရွက်ကြီးဓာတ်နဲ့ဖြတ်သွားမှတပည့်တော်ကြောက်နေတာလုံးရင်လုံးမှာနော်တခိုးတွေကလေအဲ့တော့လွယ်လွယ်ကူလေးယူသွားပြီးတာပဲတစ်ဖက်ကကျေးဇူးရနောက်ဆိုတက္ကမကြီးလို့လက်ဝတ်လက်စားတစ်စုံလောက်တော့အတုလေးတွေဘူးလေးနဲ့ထည့်တာလို့အဲ့ကောင်ဓမြလိုက်တိုင်းအဲ့အတုလေးပေးလိုက်အဲ့မြမလုံးကြောဘူးအတင်းလာပြောတာမဟုတ်ကိုတွေ့တယ်နော်တက္ကမတယောက်လည်းဘုရားတပည့်တော်ရှိလို့မဟုတ်ဘူးဘုရားတဲ့စိုးရိမ်နေရတယ်ဘုရားတဲ့မရှိမဲ့ရှိမဲ့လေတပည့်တော်ဘုရားတဲ့အဲ့ဒါရွှေလေးအတုံးလိုက်လေးရှိတော့ဘယ်သွားစိတ်မကြဖြစ်တော့တပည့်တော်နောက်တော့ဘယ်လိုလုပ်ရလဲဆိုတော့တဲ့အတွင်းကံဘောင်းမိထဲမှာလက်နှလုံးလောက်အိတ်ကလေးကတ်ချုပ်ထားတယ်ဗျာအဲ့ဒါအပြင်သွားရင်အဲ့လက်နှလုံးလောက်အိတ်လေးတဲ့ရွှေတုံးလေးထည့်ပြီးတော့သွားရတယ်ဗျာတဲ့အရေးပေါ်ဆိုဒုက္ခရောက်မှာဆိုလို့တဲ့ဩဓမ္မကြီးနီးလည်းမစိုးဘူးလို့နော်အိတ်လေးချုပ်ထားကြအောင်နော်အတွင်းကံဘောင်းမိလက်နှလုံးလောက်လေးရွှေတော့ထည့်စရာမရှိဘူးနဲ့တူပါတယ်ထည့်စရာရေးထည့်မလုံးကြုံတာပြောတော့အဲဒါကြောင့်တခိုးရွှေရတပြက်ပြက်လုံးလို့မရဘူးပိုင်ဆိုင်ထားတဲ့စည်းစိမ်ဥစ္စာကရှင့်နေလဲပူရတယ်ဗမာရွာဘန်းနေရိုးရိုးဖြစ်သွားတန်းစီရပြန်ရောပြီးတော့ထုတ်လာတဲ့အခါကျတော့လဲအကုန်လုံးစုထုတ်လိုက်တော့ဘန်းနေရလဲဘယ်လိုပေးနိုင်မှာတနိုင်ငံလုံးပြုံကြတော့အဲ့တော့ဘန်းကအလစ်မစ်နဲ့ထုတ်အဲ့တော့အိမ်ရောက်တော့လဲအဆန်1000တန်နေအထုတ်လိုက်ကြီးပေးလိုက်တော့အိမ်ရောက်တော့လဲစိတ်မချပြန်ဘန်းပြန်အပ်ရောအိုးနင်တို့ဟာကိုဖြစ်နေတာလို့ဘန်းသွားတော့ဘာမှမဖြစ်ဘူးလို့ကိုကမရှိမလေးစိုးရင်လဲသွားတန်းစီလိုက်ထုတ်လိုက်အိမ်ရောက်တော့တခိုးစိတ်မချပြန်ထဲလိုက်ကိုကကိုဖြစ်နေတာလို့နော်ဟိုကသူ့လို့သူလုံနေကြတာလို့ဒိုးကကိုအစိုးရင်လို့ပြီးတော့ဖြစ်နေတာအဲ့တော့မိုးပြိုရင်တော့အတူတူပဲဟေးလို့အပြင်အန်နေတွေရှိတယ်လို့ကုသိုလ်ကောင်းမှုကတော့တခိုးခိုးလို့ရပါမလားကုသိုလ်အထုတ်တာများများထုတ်ဆိုရင်ကျောင်းအလူတဲ့ဒကမာကြီးတွေဩသူ့ကျောင်းလေးကိုတန်ဃာတွေအသုံးပြုတိုင်းပြန်ကုသိုလ်တိုးနေတော့ပစ္စည်းဝတ္ထုကိုစွန့်တော့လွတ်သွားတယ်လှူပြီးတော့လှူတဲ့အလူကဒီရွှေကျောင်းတုံးတွေကိုပူရတဲ့အပူကလည်းယော့သွားတယ်လွတ်စွန့်လိုက်တဲ့အတွက်ကြောင့်လွတ်မြောက်မှုလည်းရသွားတယ်ဒီစွန့်အားကျောင်းကိုတန်ဃာတွေနေတိုင်းအသုံးပြုနေတဲ့ကုသိုလ်လေးအာယုံပြုတိုင်းကုသိုလ်လည်းတိုးသွားတယ်ဆိုတော့ကျောင်းအလူရဲ့စွန့်အားပိုကြီးလားမကြီးဘူးလားကြောင့်ကုသိုလ်စွမ်းအားအဲ့ဒါလေးအာယုံပြုသိရင်အပယ်မလောက်ရွှေတုံးအာယုံပြုတိုင်းဂျဘိုးတို့လိတ်တို့တန်းလို့သွားဖြစ်မှာလေမှန်လားမမှန်ဘူးလားပစ္စည်းတစ်ခုဆွဲသွားရင်ပိတ်တာဖြစ်တာဗျာအဲ့နားမှာသွားပြီးဆွဲမှာဟုတ်တော့ကျောင်းကုသိုလ်လေးအာယုံပြုတယ်ကုသိုလ်ကောင်းမှုရသွားအဲ့တော့အပယ်မလားရတဲ့ကုသိုလ်ကျောင်းအလှူကအကျိုးကြီးလားမကြီးဘူးလားဆိုကျောင်းဝိဟာရလူဒံကမကြသေးချာအပယ်လီရွာကျောင်းဝိဟာရလူဒံကမကြသေးချာအပယ်လီရွာ
ဘေကဝေจิตจิตမိတို့ဧကဤလောကနှင့်ဧကောအာဝသောနေရာအစအုအကြောင်းအလှဟာရအကြောင်းအလှကိုလှူဒန်းခြင်းကုသိုလ်ကောင်းမှုဟာလည်းပဲအဲ့ဒီကုသိုလ်အာယုံပြုပြီးတော့သေဂာနိကာလနိဗ္ဗာဒကုသိုလ်ဖြစ်အောင်အာယုံပြုနိုင်ရင်အပယ်လေးပါးကင်းလွတ်နိုင်တဲ့ကုသိုလ်တစ်မျိုးပါပဲရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအားဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းအပယ်မကြောက်9ယောက်ပရိသတ်ရေပါတရားအပယ်4ပါးကိုကြောက်เสียမလို့တဲ့အပယ်မကြောက်တဲ့ပုဂ္ဂိုလ်တွေအားရမယ်ကုသိုလ်9မျိုးဘယ်နှမျိုးလဲ9မျိုးကဘာတွေလဲဆိုနံပါတ်1ကတရဏဂုံဒီတဲ့ကုသိုလ်ရဲ့နံပါတ်2က5ပါးသီလလုံတဲ့ကုသိုလ်ရဲ့နံပါတ်3ကစရိဒံမဲ့လူတန်းချင်းရှိတဲ့ကုသိုလ်ရဲ့နံပါတ်4ကလာဇန်လာစု15ရက်တကာဆွန်အလူမြဲတဲ့လူရဲ့နံပါတ်5ကဝါဇုသင်္ကန်းလူတန်းတဲ့ကုသိုလ်ရဲ့နံပါတ်6ကရေတွင်းရေကန်လူတန်းချင်းရှိတဲ့ကုသိုလ်ရဲ့နံပါတ်9ကကျောင်းအလူလူတဲ့အလူရဲ့ဘယ်နှမျိုးလဲတို့ပရိသတ်ညီငယ်ညီမငယ်တွေဘဝမှာဒီကုသိုလ်9မျိုးတော်တော်များများလုပ်ဘူးသားပါလုပ်ခဲ့မလုပ်ဘူးသိရင်လည်းဒါလေးကလုံးမယ်ဆိုရင်လုပ်လို့ရလားမရဘူးလားတခါလှုပ်ပြီးတော့ငါတို့အပယ်မလားဆိုကြောက်ပောက်ခဲ့ရအကုသိုလ်တွေလှုပ်နေတော့အပယ်ပိတ်ပါမလားမပိတ်ဘူးလားအေးဒီကုသိုလ်နိဗ္ဗတခေါ်တယ်နော်နောက်ဆုံးကလေနိဗ္ဗတမြဲမြဲမြန်မြန်အမြဲရှိနေမှဒီကုသိုလ်အမြဲအာယုံပြုနိုင်မှဒီကုသိုလ်အာယုံနဲ့တည်သွားရင်အပယ်မလားဘူးလို့ပြောတာဒါလေးတစ်ခုလှုပ်ပြီးနေအပယ်မလားဘူးပောက်ခဲ့ရလှုပ်မဆိုရပါမလားဘာပဲဖြစ်တို့တွေဒီကုသိုလ်ကောင်းမှု9မျိုးကိုလှုပ်ခွင့်ရသွားဒါလေးကိုအမြဲတမ်းအာယုံသေကံဒီမှာဒီစိတ်လေးနဲ့တည်သွားရင်အပယ်မလားဘူးဆိုတာသိစေချင်တာအပယ်မကြောက်ဘယ်နဲ့ရောက်လဲ9ရောက်ဆိုတဲ့ကုသိုလ်လေးဒါလေးကိုဓမ္မလက်ဆောင်ပေးခြင်းအပြင်တဏှာကြီးနဲ့45မိနစ်ဆိုဘုန်းကြီးတရားသားတက်တက်တဏှာကြီးနဲ့10မိနစ်ဓမ္မလက်ဆောင်ပေးပါတယ်ပုံပေါ်သွားပါပြီနော်ဒါလေးတွေကိုအမြဲအမြန်ဖြစ်အောင်ဒီကုသိုလ်အမြဲတမ်းအာရုံပြီးတော့မလုပ်ဘူးတဲ့ကုသိုလ်9မျိုးဖြစ်အောင်မလုပ်ဘူးတဲ့ကုသိုလ်ရှိရင်လုပ်ဖြစ်အောင်ဒီကုသိုလ်ကအာရုံပြီးတော့အပယ်မလားစေနိုင်တဲ့ကုသိုလ်အပယ်မကြောက်တဲ့ကုသိုလ်တွေပုံကိုယ်တွေဖြစ်အောင်အာယုံပြုကြိုးစားတိဆောက်ပြီးတော့မိမိတို့ရဲ့ဘဝမှာကုသိုလ်ကောင်းမှုနဲ့တိဆောက်အောင်ကြိုးစားပြီးတော့ဒီကုသိုလ်လေးတွေကိုအာယုံပြုနိုင်အောင်ကြိုးစားတိဆောက်ကြပါတော့ဓမ္မလက်ဆောင်ပေးရင်းနဲ့အပယ်မကြောက်9ယောက်ဆိုတဲ့တရားပုံပေါ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကြပြလေးတွေဆိုပြီးတရားသိမ့်ကြအောင်ဆိုတိတရဏ5သီလမေတ္တာ15ရက်စွမ်းဝါသင်္ကန်းလူတန်းတောက်ရေကံကျောင်းလူတဝနိဗ္ဗာဒပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလည်းပဲမပြန်တရဏဂုံအမြဲထုံလုံကြုံဝေးกว่าအပယ်လေးရွာ5ပါးသီလလုံထားကမကြသေးချာအပယ်လေးရွာစရိဓမ္မဲလှူဒန်းမြဲလွမြဲသေးချာအပယ်လေးရွာပက္ခဒါနဝမြဲကလွတ်ကြသေးချာအပယ်လေးရွာဝါဇုသင်္ကန်းအစဉ်လူဒန်းမပန်းရှောင်ခွာအပယ်လေးရွာတောက်သုံးရေကံလှူဒန်းမှန်ဧကံဝေးกว่าအပယ်လေးရွာကျောင်းဝိဟာရလှူဒန်းကမကြသေးချာအပယ်လေးရွာပုညံဝဒုက္ခံဇနေတိအပုညံဒုက္ခံဇနေတိတတမပုညံဝကာတပံအပုညံနသကာတပံပုံညာဝကုသိုလ်ကောင်းမှုကသာလျှင်ဒုက္ခချမ်းသာကိုဇနေတိဖြစ်စေတတ်ပါပေ၏အပုံညာမကောင်းမှုအကုသိုလ်ကတော့ဒုက္ခဆင်းရဲကိုသာလျှင်ဇနေတိဖြစ်စေတတ်ပါပေ၏တတမထို့ကြောင့်ပုံညာဝကုသိုလ်ကောင်းမှုကိုသာလျှင်ကာတတ်ပါပြုလို့ကြရ၏အပုံညာမကောင်းမှုအကုသိုလ်ကိုတော့နာဇာကာတပံဘေသောခါမှမပြုလို့ကြရဘူးရဲ့လို့ပဏိတေဟိဘုရားစာရှိတဲ့အရိယာရှင်ကောင်းရှင်မြတ်တို့ကဟုတ်စတိကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေသတည်း